မင်္ဂလာပါရှင်ကိုစီတင်တစီမြို့တော်ချန်နယ်ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာမြို့ကိုလင်ကရဲ့ဖျားပြက်ကုန်းမှာလောဘသားများဆိုတဲ့ဇာတ်လမ်းကိုတင်ဆက်ပေးခြင်းပါတယ်ကျေးဇူးတင်ပါတယ်ရှင်ဆရာမနေ့ပိုင်းဖြစ်ပြီးမိုးတိမိုးပေါက်တွေကဘာမြေပြင်ကိုအရှိန်နဲ့ကျဆင်းနေတယ်တနွေလုံးအပူဒဏ်ကိုအန်တုခံထားရတဲ့တစ်ပင်တွေကမိုးမျောလင့်နေသလိုမိုးမျောနေတဲ့တရဝါလေးတွေတွင်ရည်ရွယ်ပြီးရွာတွေထင်ရအောင်မိုးကတဲကြီးမဲကြီးရွာသွင်းရင်းရှိနေတယ်မိုးနဲ့ရောပြီးနေပြင်းနေရလဲရှိန်ပြင်းပြင်းနဲ့တိုက်ခတ်ရင်းရှိနေတယ်ကျွန်ုပ်တို့လူစုကရွှဲအခက်တွေဝေးစည်းစွာရှိနေတဲ့တစ်ပင်တပင်အောက်မှာစုထိုင်ရင်းမိုးခွင်ရင်းရှိနေကြတယ်တစ်ပင်အောက်မှာမိုးမလုံပေမဲ့ပြင်ပနဲ့ဆိုင်ရင်ခုတစ်ပင်အောက်မှာနေရတာတက်တိုင်လို့ပြောရမှာဖြစ်တယ်မနက်စာစားပြီးခရီးဆက်လာကြတဲ့ချိန်မိုးရွာလာတာကြောင့်ဒီစရာတစ်ပင်တပင်အောက်ဝင်ပြီးမိုးခုနေကြခြင်းဖြစ်တယ်ကျွန်ုပ်ကတည့်ရွက်တိတ်ခတ်တွေကိုထိုးပေါက်ကျဆင်းနေတဲ့မိုးသီးမိုးပေါက်တွေကိုကြောင်းမဲ့တွေးဝေးစွာငေးကြည့်ရင်ရှိနေတယ်မိုးသာတဏီကုံရွာလို့ကတော့ဒုက္ခပါပဲရပဲစကားချဖို့တော့အခက်အခဲဖြစ်တော့မှာပဲစိတ်ညစ်ပါလေပြောဝဲစားထွက်လာတာမှမဟုတ်တာကိုတန်ဝရဲ့နေပူမိုးရွာရင်ဆိုင်ရမှာပေါ့လူတက်ကြီးနှုတ်နေနေမဲလို့ခုပဲလက်ရှိဒုက္ခရောက်နေတာတက်သေးပဲမိုးကတဏီကုံဒီလိုရွာနေကျင်းသေးပေါက်ဒုက္ခရောက်မှာပဲမိုးရွာလို့စိတ်ညစ်ရတဲ့အထက်ဒီနှစ်ယောက်ကစကားများနေကြတယ်တာဝတ်နဲ့မဲလုံးစကားများနေလို့ရန်တော်စိတ်မရှိစွာပြောနေခြင်းဖြစ်တယ်ကျွန်ုပ်ထိုင်နေရနေခါဆက်မတက်ရက်ပြီးခန္ဓာကိုယ်အကျုံးဆန့်ပြီးတော့အုတ်ထုတ်ကိုချုပ်ပြီးရှည်ဆက်တွေကိုခါထုတ်လိုက်တယ်ရဲဝင်းကိုကြည့်တော့ကုတ်ကုတ်လေးထိုင်ပြီးဝတ်ထားတဲ့ပစိုးနေပင်းထိခြုံပြီးတော့အေးစိတ်ငြိမ်နေတာတွေ့ရတယ်သူကကြော်စွာငုံငွေကြီးထိုင်ရင်ငြိမ်သက်စွာရှိနေတယ်ကျွန်ုပ်လည်းအလွန်ပြင်းရည်နေပြီဖြစ်ပေမဲ့မိုးရွာနေရကြောင့်ရှစ်ခရီးဆက်ရမလားဆက်ပြီးမိုးခိုရမလားဘာဆက်လို့ရမှမသိဝေခွဲရခတ်စွာရှိနေတယ်ကျွန်ုပ်ဘေးပတ်ဝန်းကျင်ကိုအကြည့်ပို့လို့ရင်စိတ်အတွင်းထိတ်ကနေဖြစ်သွားတယ်အကြောင်းကမိုးရေထဲမှာခမောက်ဆောင်းထားသူတယောက်ကိုတွေ့နေရတာကြောင့်ပဲခမောက်ဆောင်းထားသူကမိုးရေချာဖြစ်လာရင်ကျွန်ုပ်တို့ကိုတွေ့တော့ခြေနှက်ခဏရက်ကြည့်ပြီးမှရှေ့ကိုဆက်လျှောက်လာတော့ကျွန်ုပ်စိတ်ဝင်စားစွာရက်ကြည့်နေမိတယ်စပထမဝေးတဲ့အပြင်မိုးရေဆက်တွေကြောင့်ဒီလူရဲ့ပုံစံကိုသေချာမသေးကွဲပေမဲ့ဒီကလာတော့မှဒီလူကအသက်60ကျော်ရွယ်လူကြီးတယောက်ဖြစ်နေတာတွေ့ရတယ်လူရဲ့ဝတ်စားခဏွန်းဝတ်ပြီးဘယ်ရာကိုထည့်ထားတယ်မစိုးနိုင်ပြည့်နေတဲ့လွှဲတလုံးကိုလွှဲထားတာတွေ့ရတယ်။ကျွန်တော်မှဖက်နဲ့မပါခြေပနာလျှောက်လာတယ်။ကျွန်ုပ်တို့အနီကိုရောက်တော့စူးစမ်းဟန်ရက်ကြည့်နေတယ်။ကျွန်ုပ်တို့ကတော့မုတ်ဆိုးတွေပါမိုးရွာလိုမိုးခုနေကြတာပါ။တနက်တွေကိုမြင်သွားပြီးစိုးရင်ကြောက်လန့်မှဆိုလို့ပြောလိုက်ရခြင်းဖြစ်တယ်။မင်းတို့အဖွဲ့မှာဘသူခေါင်းဆောင်တော့နှစ်ယောက်ထဲငါစကားနည်းနည်းပြောချင်တယ်။ဘိုးကကျွန်ုပ်ကိုစကားလှမ်းပြောပြီးအနီးမှာရှိတဲ့တစ်ပင်တစ်ပင်အောက်ကိုဝင်ရက်နေရတွေ့ရတယ်။နိုင်ကူတွေကတရေတွေမကျေနပ်လို့လက်စားလိုက်ချင်ရတာမသိဘူးတော့ကိုယ်ဖို့တည်းဥဖောက်စားခံနေရမယ်။ခမတွေ့ရရှောက်ပြောမနေနဲ့ကိုတာဝဘိုးရဲ့ဘာပြောချင်ကြလဲမသိဘူး။တာဝတွေ့ရရှောက်ပြောတာကိုမဲလုံးဟန်တားလိုက်တဲ့စကားဖြစ်တယ်။သူကကြော်စွာလဲသွားလိုက်ပါကိုဖို့တည်းဘိုးရဲ့ဘာပြောချင်တာလဲမသိဘူး။ကျွန်ုပ်ဘိုးကြီးရှိရပင်ရက်ကိုအမြဲရှောက်လာလိုက်တယ်။ဘိုးကလည်းကောင်းလိုက်တာတဏီကုံရွာနေရင်တော့အခက်ပဲ။တဏီကုံတော့မရွာတော့ပါဘူးကွာ။ခုတော့တဖြည်းဖြည်းမူကအရှိန်ရော့လာပါပြီ။ကျွန်ုပ်နာမည်ဖိုးတီပါဗျ။တော့မုတ်ဆိုးတယောက်ပါ။အော်မုတ်ဆိုးဖိုးတီဆိုတာဟုတ်။နာမည်တော့ကြားဖို့နေရကြပြီ။လူကတော့ခုမှမြင်ဘူးတော့တယ်။နာမည်ကျော်လူငယ်မုတ်ဆိုးပဲ။အဘနာမည်ကတင်အောင်လို့ခေါ်တယ်။တင်အောင်လို့သူ့နာမည်ထုတ်ပြောလာတဲ့ဖိုးကြီးကညောင်းလာဟန်မြေကြီးပေါ်စောင့်ကြောက်ထိုင်နေတော့ကျွန်တော်လည်းဖိုးကြီးရှိမှဝင်ထိုင်နေ။အဖိုးကြီးကသူ့အိတ်တွင်ကွန်းအိတ်ကိုထုတ်ပြီးကွန်းရပြီးတော့ငုံနေတာကိုကျွန်တော်စိတ်ရှည်စွာစောင့်ရင်ငြိမ်နေမိတယ်။အဘစကားပြောချင်တာဘာကိစ္စများရှိလို့လဲပါ။ကျွန်တော်သိပြရစီ။မင်းတို့ဒီတော့အမဲပြေုံတီးတန်လာကြလားဖိုးတီတခြားအကြောင်းမရှိတော့ဘူးလားတခြားအကြောင်းအရာတစ်ခုကြောင့်ဒီကလာရင်လို့ပြောရင်ပုံမှန်လိမ့်မယ်ဘုံနေတော့ရွာကျွန်ုပ်တငယ်ချင်းငါးသုံးကောင်ပျောက်သွားတယ်အဲ့ဒါလာစုံစမ်းတာလည်းပါတယ်အေးငါပြောချင်တာလေအဲ့ဒီကိစ္စပဲမင်းတို့နွားတခိုးတွေကြောင့်စုံစမ်းတာဘာတရင်မှမရကြဘူးလားငါနွားတခိုးတွေတရင်ပေးနိုင်တယ်ညာနွားတခိုးတွေကြောင့်ဘာပြောပြနေလဲဟုတ်လားဒီလိုဆိုရင်တော့နေရာကျတာပေါ့ပြောပြပေးပါပါတစ်ပုတ်တောင်ရွာသားခိုးထားတာပဲဖိုးတီညာတစ်ပုတ်တောင်ရွာသားတွေဟုတ်လားဒီလူတွေတော်ဆိုးပါလားသူများတော့ဒီလိုခိုးစားလို့ရမလားရောခိုင်းရမယ်မင်းကိုအဘအကြောင်းစုံပြောပြမယ်ဒီကောင်တွေကရွာတရွာကိုဓမြတိုက်လာပြီးတော်ရဲခိုးနေကြတာနွားကိုလည်းသူတို့ပဲခိုးကြတာတော့ကောင်တွေပြစ်ခတ်စားတောင်းလို့ရနေတာဘာလို့နွားခိုးကြပါလဲသူတို့ပုံနေတဲ့နေရာပေါ်တော့မှမတွေးမိဘူးလားအစအဘလေးသူတို့စားဖို့အတွက်
ရိတ်ခါအတွက်ခိုးတာလို့ထင်မိသေးတယ်။နောက်မှဒီလိုမဟုတ်ပဲသူတို့ကမကောင်းဆိုးဝါးတရေတွေကိုကျွေးဖို့ခိုးကြတာမှသိနိုင်ရတယ်။ဗျာမကောင်းဆိုးဝါးတရေတွေကိုကျွေးဖို့ဟုတ်လား။ဟုတ်တယ်မောင်ဖိုးတီသူတို့မှနောက်ထပ်အကြံစီတစ်ခုရှိသေးတယ်။သူတို့ကခုနေအောင်လာခိုးအောင်ရတာလေ။ကြောင်ရင်တရက်ရှိတယ်။ဘလို့ကြောင်ရင်များလဲ။မင်းနားလည်အောင်ပြေဆုံးရှင်းပြမယ်။ဒါမှလည်းဘာဆက်လုပ်တင်နေဆိုတာစဉ်းစားလို့ရမှာ။ဓမြအဖွဲ့ခေါင်းဆောင်နမရတက္ကတုံးလို့ခေါ်တယ်။ဒီကောင်တော့ကြောင်ပြေဆုံးမသိပေမဲ့ဒီကောင်ကမကောင်းတဲ့အောက်လန်းတက်ပညာရက်တွေကိုလေ့ကျင့်တက်မြောက်ထားသူတယောက်ပဲ။ကာယသိတိပြီးမြောက်ထားတယ်လို့သိရတယ်။တုပ်ပြီးထားပြီးအစွမ်းရှိတယ်။ပိယသိတိအစွမ်းနဲ့အမျိုးသမီးလေးတွေကိုပြောဆိုသိမ်းသွင်းပြီးတရွာတကြီးဆော့မိမရီမိုလိုပေါအောင်ယူထားတာ။ခုနောက်ဆုံးသူနဲ့ပေါင်းတဲ့ကောင်မလေးဆိုသူသမီးအရွယ်လေးပေါင်းနေတာ။သူကစတယ်အဲ့ဒီမကောင်းတဲ့ပညာရက်တွေနဲ့စေးစရာရောင်ရောင်ပယောဂဆရာရောင်ရောင်လှုပ်ရှားနေတာ။ရရဆာဆာအခြေအနေကနေမတက်လို့ချမ်းသာဖို့ဖြက်လန်းလိုက်တော့တာပဲဓမြဖွဲ့တစ်ဖွဲ့ထောင်ပြီးဓမြတိုက်တော့တာပဲဒီလိုနဲ့တက္ကတုံးကဒီနေ့ကျတော့တရင်တစ်ခုရှားလိုက်တယ်ဒီတော့တနေရာမှာဖျားပြက်ကုံတစ်ခုရှိတယ်ဖျားတီးခဲ့တဲ့ရှေးနူတွေကဖျားပြက်ကုံတနေရာမှာမြေအောက်ဌာပနာတိုက်တစ်ခုစောက်ပြီးသူတို့ပိုင်ဆိုင်မှုရွှေငွေတွေကိုဌာပနာတိုက်တဲ့ထဲဝင်လှူဒန်းခဲ့တယ်သူတို့ကနောင်ပွင့်မဲ့ရီမီတန်ဖျားရှင်လက်ထက်မှာလူပြန်ဖြစ်ပြီးသာသနာကျိုးတည်ဖို့မယ်ဆိုတဲ့ဆုတောင်းနဲ့လူထားတဲ့အလှပစ္စည်းတွေပေါ့အဲ့ဒါကိုတက္ကသိုလ်ကမမျှော်လင့်မေးလူတယောက်စီကသိနိုင်ရတယ်လို့ပေးစာအထောက်ထားပါရှာတော့သူဓမြဖွဲ့ရလူတွေကိုအဲ့ဒီနေရာမှာရှာခိုင်းနေတာထူးဆန်းပါပဲလားဒါနဲ့တွေ့သွားပြီလားဗျတွေ့တာတော့အလွယ်တကူမတွေ့ပါဘူးဘာလို့လဲဆိုတော့ပေးစာပါညွန်ပြချက်တွေကဒီကလာကြာညောင်းနေတော့ဒီနေရာဖော်ပြချက်တွေကပြောင်းသွားတော့ရှာရခတ်သွားတယ်တက္ကသိုလ်ကနွားတွေကိုကြိုခိုးခိုင်းထားတာအကြောင်းရင်းရှိတယ်ဘာလို့လဲဆိုတော့ဖျားပြက်ကုံကိုတွေ့လို့ဌာပနာတိုက်ဖွင့်မယ်ဆိုရင်စောင့်ရှောက်တွေရဲ့နှောက်ယှက်တွေအများကြီးကြုံရမယ်ဒီအတွက်သူမွေးထားတဲ့တရေတစီတွေကိုသားစိန်ငါးစိန်ကျွေးပြီးပြန်နှိမ်နှင်းမယ်လို့သိရတယ်စောင့်ရှောက်တွေထဲမှာစွမ်းအားအမြင့်ဆုံးနှစ်စိမ်းညီနောင်တွေရှိတယ်လို့လည်းသိရတယ်အဲဒီနှစ်စိမ်းညီနောင်ရှင်ဖို့ကတကယ်တော့အတွက်အတော်ခက်ခဲနိုင်တယ်နှစ်စိမ်းညီနောင်ဟုတ်လားဗျဟုတ်တယ်မောက်ဖို့တည်လူဘဝတော့သူတို့ကတော်ဆိုးတယ်တဲ့အဲဒီဌာပနာတိုက်ကိုသူတို့ခိုးဖွင့်မှုစူးစမ်းတာလူမိသွားလို့ဌာပနာတိုက်ရှေ့မှာပဲကုမြက်ပြီးစောင်းရှောက်ဖြစ်တာဝန်ပေးထားခဲ့တာတဲ့နှစ်စိမ့်ညီနောင်ရှင်းမှုတကယ်တော့အကုန်ပြင်ဆင်ထားပြီးသူကဖျားကုန်းပြက်လဲရှာတွေ့ပြီးမှုသူရဲ့မကောင်းဆိုးဝါးနှက်ခတ်ရှင်မဲ့နေကိုစောင့်နေတယ်မကြခင်ရက်ပိုင်းပဲဌာပနာတိုက်ကိုရှာတွေ့ပြီးလူဖို့ကိုစီစဉ်နေလဲစလာကြလိမ့်မယ်ကျွန်တော်တို့ဘာလို့တင်လဲပါဘာလို့ရမှာလဲခုချင်းနေမျိုးမှာနှစ်စိမ့်ညီနောင်တော့တကယ်တော့နိုင်ဖို့ခက်နေပြီဘုရားဘာသာတယောက်အနေနဲ့ဒီလိုကိစ္စမျိုးတားဆီးဖို့ကမင်းတို့မှလည်းတာဝန်ရှိနေတယ်တကယ်တော့အစီအစဉ်အထမမြောက်တားဖို့ကမင်းမှလည်းတာဝန်ရှိတယ်လေအဘနွားတွေကိုတရေတစီတွေကခိုးသွားရလို့ကြားရတယ်ခုကဓမြတွေခိုးတာဖြစ်နေပါလားလူခိုးတာဆိုရင်နောက်ဆက်တွဲပြဿနာတွေရှိနေနိုင်တယ်တရေတစီဆိုရင်လူတွေရဲ့စိတ်ကိုအကြောက်တရားလွှမ်းမိုးပြီးလိုက်မရှာဝန်းတော့ဘူးဆိုတဲ့အတွေးနဲ့တရေမျက်နှာဖုံးတက်ပြီးတော့ခိုးသွားကြတာပဲထူးဆန်းတာတစ်ခုကတော့သူတို့နွားခိုးတဲ့အချိန်တွေမှာညနေမဲမြောက်ကြီးတကောင်ဥဆောင်တဲ့မြောက်အုပ်ကလူတွေသိရန်အိုဟစ်သတိပေးတာမျိုးရှိခဲ့တယ်။နေရာဘေးမှာလေသူတို့တားမယ်ဆိုရင်ပြဿနာတက်မှာတော့ကျင်းသေးပါပဲ။မောင်ဖိုးတီတို့အဘအကူကြီးတောင်းပါတယ်။ဒီကိစ္စမှာမောင်ဖိုးတီတို့ပါဝင်မှပဲအဆင်ပြေလိမ့်မယ်။နွားခိုးတယ်ဆိုတာထက်ဖျားပစ္စည်းခိုးမဲ့လူတွေကိုတားရတော့မှာပေါ့။ဖျားပြက်ကုံရှိတဲ့နေရာကိုလမ်းညွှန်ပေးပါဗျ။ဒါနဲ့ဖျားပြက်ကုံရဲ့အဆောင်ရှောင်းနှစ်စိမ့်ညီနောင်ရောအဲ့ဒီမှာပဲရှိနေရလား။သူတို့ကတော့ဖျားပြက်ကုံပိုင်တဲ့နယ်မြေထဲမှာပိုင်စားရထားတဲ့နေရာတွေရှိတယ်။သူတို့ပိုင်စားရထားတဲ့နေရာတွေမှာနေကြတာ။ဖျားပြက်ကုံကတော့သူတို့စောင့်ရှောက်မှုအောက်မှာပဲရှိနေတာ။ဘိုးကကျွန်ုပ်အမေကိုဖြေရင်ရည်ကြီးပေါ်ခဲလုံးတွေချပြီးဖျားပြက်ကုံရှိတဲ့နေရာကိုပြောဆိုညွှန်ပြနေတယ်။ဒီရဲ့ပိုင်းအတွင်းသူတို့လှုပ်ရှားကြမှာသိကြတယ်။မင်းတို့အမြန်လှုပ်ရှားရလိမ့်မယ်မောင်ဖိုးတီ။ကျွန်ုပ်မရှင်းတာတခုလောက်မေးပြရစီ။ဘာတက္ကသိုလ်ဆိုရင်အောက်လန်းဆရာတရားဥဆောင်တဲ့အဖွဲအကြောင်းရောသူတို့လုပ်မဲ့အလုပ်တွေကိုပါအားလုံးသိနေတယ်။အဘကဘာသူများလဲတက္ကသိုလ်တို့လောက်ရက်ကိုတားဆီးခြင်းနဲ့သူတရားအောင်လို့ပဲမှတ်ထားပါကွာငါပြောတာတွေကိုယုံပါငါမင်းကိုမလိမ့်ပါဘူးငါသွားတော့မယ်ဘိုးကြီးကကျွန်ုပ်မင်းဝိလင်ကြောင်ပဲပြန်ဖြေရင်ကောက်ခံငင်ကနှုတ်ဆက်ပြီးမိုးရေတွင်ထွက်ခွာသွားရင်မြင်ကွင်းရပြောက်ွယ်သွားတော့တယ်ကျွန်ုပ်မသားတွေးတွေနဲ့ကျွန်ုပ်လူတွေရှိတဲ့တစ်ပင်အကိုရှောက်လာခဲ့တယ်ဘိုးတော့ဘာပြောနေရလဲကိုဖို့တီနွားတခိုးတွေအကြောင်းသတင်းပေးတာပဲကိုကျော်စွာကျွန်ုပ်ကဖိုးကိုပြောပြတဲ့အကြောင်းအရာတွေကို
ကျွန်တော်လူတွေကိုပြန်ပြောပြတော့အားလုံးအံ့ဩကုန်ကြတယ်ကျွန်တော်ခံမှန်းတယ်လို့ဟိုလူကအောက်လန်းเสียအမှန်ဖြစ်နေတာပဲဟုတ်တယ်ကိုကျော်စွာအောက်လန်းเสียတက်ကတော်ကဓမြအဖွဲ့ခေါင်းဆောင်လည်းဖြစ်နေပြန်တယ်ဘလို့စဉ်းစားထားလဲဒီကိစ္စမှာကျွန်တော်တို့ပါဝင်ကြမလားဒီကောင်ကြီးကနွားလေးခိုးထားတယ်ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ဆိုရင်ဖျားပစ္စည်းကိုပြင်မကြမဲ့လူတွေကိုဒီအတိုင်းလှုပ်မထားသင့်ဘူးလို့ထင်နေကြတော့ဖျားပြက်ကောင်ကိုစောင့်တာကျွန်တော်တို့ကူညီပေးတဲ့မောင်ကြီးနဲ့မောင်ငယ်များဖြစ်နေမလားတွေးမိတယ်ကိုကြီးမမြင်ရတော့အတိအကျပြောဖို့ခက်တယ်မဲလုံးကြီးကျွန်တော်တို့ကိုအန်ဒီရပေးတာမဟုတ်တယ်လို့ကျွန်တော်တို့ကလည်းအာနာပိုင်ဖွဲ့စည်းရလူတွေမဟုတ်လို့ဒီကောင်တွေနဲ့ရင်မဆိုင်မဲသက်ဆိုင်ရာအကြောင်းကြားလိုက်ရအောင်ကိုကြီးလောကကြီးမှာလူဆိုးတွေအများကြီးကျွန်တော်တို့အားလုံးတာဝန်ဖြစ်နိုင်အောင်လောကကြီးမှာလူဆိုးတွေအများကြီးအားလုံးတာဝန်ဖြစ်နိုင်အောင်ဆိုတဲ့မင်းပြောတဲ့စကားလေးမှန်နေတာဝခုကိစ္စကိုကျွန်တော်တို့ပါဝင်သင့်တဲ့အချက်နဲ့ချက်ထောက်ပြမယ်နော်ပထမချက်ကကျွန်တော်တို့ကခါချင်းဝင်ယူပြီးနွားပြောက်တာရှာဖို့တာဝန်ယူထားတယ်ဒုတိယချက်ကအိမ်တရင်ကိုဓမြတိုက်နေရင်တော့လှည့်ထွက်ပြီးမသိကြအောင်စောင့်သွားလို့ရသေးတယ်ဘာသာရေးနဲ့သက်ဆိုင်တဲ့ပစ္စည်းတွေခိုးဖို့ကြံတာတော့တားတင်တယ်လို့ကျွန်ုပ်ထင်တယ်ကျွန်ုပ်လူနဲ့ကျွန်ုပ်ပြန်လည်စကားပြောနေကြခြင်းဖြစ်တယ်ကိုကြီးကျွန်ုပ်ရွာကိုသွားပေးရမလားလူကြီးကိုခေါ်ပြီးပြန်လာခဲ့မယ်အေးသွားရမယ်ရဲဝင်ခုတော့မသွားနဲ့အောင်ဖျားပြက်ကုန်းဆိုတာအရင်သွားကြည့်မယ်ဟိုကောင်တွေရှိရတေးကြမှမင်းရွာကိုသွားရလိမ့်မယ်မိုးကလည်းတဖြည်းဖြည်းအရှိန်ရော့လာပြီကျွန်ုပ်တို့လူစုရှေ့ဆက်ခရီးနှင်လာပြီးတောင်ကိုဆင်းလာကြတယ်တော်ဘေးကမြောင်းတာတာရိုးချောင်းလေးကနောက်ကြည့်နေရေတွေစီးဆင်းနေတယ်ကျွန်ုပ်တို့ရှေ့ဆက်ရှောက်လာပြီးနေတဲ့စာချက်ပြုတ်ဖို့တနေရာမှာနားလိုက်ကြတယ်မိုးဝင်းပုံစံဖြစ်နေတဲ့ကြောက်တုံးကြီးအောက်မှာရေနှင်းငယ်၆တဲ့နေရာမှာချက်ပြုတ်ဖို့စီစဉ်ကြတယ်သားမပြီးအတွင်းကိုအလွယ်တကူရေးစိတ်မဝင်နိုင်တဲ့ထင်းကြောက်တွေရှာပြီးမိမွေးတော့မိကိုတွေဦးတက်လာတယ်ကျွန်ုပ်တနက်ကိုယူပြီးစကန်နီယာထွက်လာခဲ့တယ်မဲပြဖို့ထက်ကျွန်ုပ်စိတ်တွင်ရှုပ်ထွေးနေရကြောင်းထွက်လာခြင်းလည်းဖြစ်တယ်ဖျားပြက်ကုန်းရှာတိုက်စင်ရတကရုံးကိုရှာပြီးသူတို့လောက်ရက်ကိုတားရမယ်လို့ပြောလာတဲ့သူကိုယ်သူဘယ်သူဝေဝါလို့အောင်တေးချမပြောတဲ့ဘိုးကြီးတယောက်စကားအတိုင်းလိုက်လို့မဲ့ကျွန်ုပ်ဆုံးဖြတ်ချက်ကမှားယွင်းနေလားတန်တရားဖြစ်နေမိတယ်တကယ်လို့ကျွန်ုပ်ဆုံးဖြတ်ချက်သာမှားယွင်းသွားရင်အမှားယွင်းအပြစ်ဒဏ်ကိုကျွန်ုပ်တယောက်တည်းခံရမှာမဟုတ်ကျွန်ုပ်လူတွေလည်းခံရမှာဖြစ်တဲ့အတွက်စဉ်းစားကံဖွင့်နေရခြင်းပဲဝိုးရပြီးစားတောင်ကြချောင်းလေးရနေကြောက်တုံးတွေကိုဖျက်တိုက်ပြီးစီးဆင်းသွားတဲ့စမ်းကြောင်းတွေရဲ့ရေစည်းတန်တွေကြားနေရသလိုတစ်ပင်ပေါ်ကတင်းရွက်တွေပေါ်မိုးရွာစင်ကတင်ကြံခဲ့တဲ့ရေစက်တွေအောက်ကိုပြုတ်ကျတန်တွေကြားနေရတယ်စိတ်နဲ့လူမကက်သလိုဖြစ်နေတဲ့ကျွန်ုပ်လှုပ်ရှားတန်ကြားလိုက်ရလို့သတိဝင်လာပြီးရက်တန်ပြီးတော့ပဝင်းကျင်ကိုကြည့်တော့ဘိုးထီတောင်ဆောင်ကြီးတနေရာမှာဝါးရီပေါက်နေတဲ့တောင်နရန်ဆောင်မြေပြင်ပေါ်မှာလှုပ်ရှားနေတဲ့သားကောင်တစ်ကောင်တွေးနေရလို့ကြည့်လိုက်တော့ကျင်းအတွင်းဝင်လိုက်ထွက်လိုက်လှုပ်ပြီးတွင်းရမြေကျစ်စာပြီးအပြင်းကိုထုတ်နေတဲ့တော်ကြီးပွေးတစ်ကောင်တွေးရတယ်တော်ကြီးပွေးရမိုးရွာလို့သူခိုအောင်ရအခေါင်းပေါက်တွင်ရေဒီဝင်လာပုံရပြီးအနေထားပြင်းရင်းသွားတဲ့ခေါင်းပေါက်ကိုပြန်ပြုတ်ပြင်းနေခြင်းဖြစ်ပုံရတယ်ငါးပိတ်သားခန့်ရှိမှဖြစ်ပြီးတော့ရေချင်းနဲ့အမြဲနေပြီးတွေးဖို့အလွန်ခက်တဲ့စူဖြိုးလာတဲ့ပွေးကြီးကိုဖြစ်ဖို့ကျွန်ုပ်ဆုံးဖြတ်လိုက်တယ်ပွေးတွေကမျက်စိမှုံပေမဲ့အနက်ခံအာယုံနဲ့အကြားအာယုံအလွန်ကောင်းပေမဲ့ခုလိုမိုးရွာပြီးစားအချိန်မျိုးမြေကြီးနဲ့ပါဝင်တခြားသောအနံ့ပေါင်းစုံကြားမှာအနံ့ရောထွေးနေပုံရတယ်ကျွန်ုပ်တနက်ကိုချိန်မောင်းတင်ပြီးအနည်းကိုတိုးကပ်ပြီးတော့မဆိုးတိုးထောက်ထိုင်လိုက်တယ်တွင်းပေါက်တွင်ဝင်လိုက်ထွက်လိုက်နဲ့အလှုပ်ရှုပ်နေတဲ့ပွေးကြီးကိုချိန်ရွယ်ထားတယ်မြေကျစ်စာရီကိုအပြင်ကိုနှုတ်သီးနဲ့တွန်းထုတ်ပြီးတွင်းကိုပွေးကြီးဝင်သွားတယ်နောက်တစ်ချိန်မြေကျစ်စာရီတင်လာတဲ့ချိန်ဦးကောင်းထွက်လာတာနဲ့တနက်မောက်ကလုတ်ပေါ်တင်ထားတဲ့လက်ညှိုးကိုအသက်အောင်ပြီးဆွဲချလိုက်တော့တယ်ကျင်းလောင်တဲ့တနက်တန်နဲ့အတူပွေးကြီးခေါင်းပွင့်ထွက်ပြီးတစ်ချက်နှစ်ချက်အကျော်ဆွဲပြီးငြိမ်သက်သွားတယ်ကျွန်ုပ်ကသေဆုံးနေတဲ့တောပွေးကြီးကိုတစ်ချက်ကြည့်ပြီးတွင်းပေါက်ကဆွဲထုတ်လိုက်တယ်ဝါတုပ်စုဖြိုးနေတဲ့တောပွေးကြီးအစီတွေနဲ့အလွန်စားကောင်းမှပြောစရာမလိုအရွှဲရောက်ပြီးတောပွေးတကောင်ငါးပိတ်သားခန့်ရှိမယ်ဆိုရင်ဝါပွေးရှားပွေးတွေသာမြင်ဘူးတဲ့မိတ်ဆွေတွေအတွက်ဒီမြကြီးရဲ့ပွေးရှိပါမလားလို့တွေးဝင်လာကြမှာဖြစ်တယ်။ပွေးနဲ့ပတ်သက်ပြီးမိတ်ဆွေများကိုအနည်းငယ်ပြောပြရှင်းပြလိုတယ်။တောပွေးကိုလုံးကကြွက်တွေလိုတွယ်လျက်မနေပဲစီပိုင်းလိုလုံးဝင်းပြီးစုဖြိုးတဲ့ကိုယ်ခန္ဓာရှိတယ်။ခေါင်းရဲ့ကိုလုံးကတစ်ဆက်တည်းလိုဖြစ်နေပြီးလေဘိမရှိဘူးထင်ရလောက်အစီတွေနဲ့ရှိနေတယ်။အရွယ်ရောက်ပြီးပွေးထီးတစ်ကောင်ရဲ့ကိုယ်ခန္ဓာအရွယ်စားအလျားတပေခွဲ16လက်မခန့်ရှိပြီးအလေးချိန်9ပိတ်တာနေပါရှိကြတယ်။ခေါင်းကအလုံးကြီးဖြစ်ပြီးတော့မျက်နှာခက်ပြားပြားရှိပြီးဝဝသေးသေးတစ်ကောင်ရဲ့မျက်နှာပုံစံနဲ့ဆင်တူတယ်
မျက်လုံးတွေကခန္ဓာကိုယ်နဲ့မလိုက်အောင်သိငယ်ပြီးအနက်ရောင်စိတ်လေးနှစ်စိတ်ကိုအရှိပြားလေးမြုပ်ထားသလိုမိမိလေးရှိကြတယ်။တွင်းရောက်အမောင်တူထဲမှာနေလို့မျက်လုံးမှုန်ပြီးနားလွန်ပါပြီးတော့စူညံနဲ့ပဝင်းကျင်ကိုရှောင်ရှားလေးရှိတယ်။လေဘက်ကတူတူလုံးလုံးလေးတွေဖြစ်ပြီးမွေးထူထူလေးချမ်းမှာမြုပ်ပြီးကွယ်ပြောက်နေရကြောင်းသေချာကြည့်မှသာမြင်တွေ့နိုင်တယ်။နှာခေါင်းကရှေ့ကိုခက်ချုံချုံထွက်နေပြီးအမွေးမပါပဲပန်းရောင်အဆူပုံစံရှိတယ်။ရေရောက်ကဘာမှာအလုတ်ကျိုးစားတဲ့ကောင်ဖြစ်ပြီးသူခိုးအောင်ရမြေချင်းအတွင်းတခြားသောလမ်းတွေကိုလည်းဝင်းကဘာတပွဲဖောက်လို့ပြီးအလုတ်များနေတတ်တယ်။နှာခမ်းကိုဟလိုက်ရင်ပထမဆုံးမြင်ရတဲ့ရှေ့သွားနှစ်ချောင်းကအဖြူရောင်မဟုတ်ဘဲအဝါရောင်တောက်တောက်ရှိနေကြတယ်။ပေါ်သွားနှစ်ချောင်းကအောက်ကိုစိုက်နေပြီးအောက်သွားနှစ်ချောင်းကပေါ်ဘက်ကိုကွေးတက်နေပြီးတော့ရဲတင်းလိုထက်ပြီးမာတဲ့သွားတွေနဲ့ဝါပင်တွေကိုပြန့်အောင်ကိုက်ဖြတ်နိုင်သလိုရန်သူကိုကိုက်ရင်လည်းအရိုးတောင်ကြေသွားနိုင်တဲ့သွားတွေပိုင်ဆိုင်ထားကြတယ်။တော့ပွေးကြီးတကူလုံးမိကိုရောင်ရင်းရင်းကနေအနက်ရောင်ဖန်လူတဲ့ခက်မမအမွေးတူတူကြမ်းကြမ်းတွေဖုံးလွှမ်းနေတယ်။ထူးခြားချက်ကပွေးဦးကောင်းထိန်နဲ့ရက်ခုံးတဝိုက်မှာညီညိုရောင်ခွက်တွေတန်းနေရကြောင်းမိကိုရောင်ကိုယ်တည်းနဲ့ကွဲပြားစွာရှိနေတတ်တယ်။လက်ခြေထောက်တွေတိုးပေမဲ့တုတ်ခိုင်တန်းမာပြီးခြေပွားလက်ပွားတွေကျဲတယ်။ခြေသေးလက်သေးတွေကမဲရောင်ရှည်ရှည်မမာတွေဖြစ်ပြီးတော့မြေကြီးနဲ့ကြောက်ခဲတွေကိုကိုချစ်တူးဆွနိုင်လောက်မာကြောတန်းမာကြတယ်။အမိရကြွက်လို့ရှည်နေရစွာရှိမနေမွေးမရှိပဲပန်းရောင်တန်းနေတဲ့အမိတူတူလေးတွေကနောက်မှတွဲလောက်ရှိနေတတ်တယ်။နောက်ပွေးတစ်မျိုးကမြေပြန့်ဒေသစိုက်ခင်းတွေမှာရှိတဲ့ပွေးတွေထက်ကောင်သေးတဲ့ဝါပွေးတွေဖြစ်တယ်။ညီညိုရောင်ခက်တောက်တောက်ရောင်ရှိတယ်လို့ပဝင်းကျင်နေမြေဒေသကြောင့်တချို့နေရာတွေမှာအဝါရောင်တန်းနေတဲ့တရေရောင်မျိုးရှိတတ်တယ်။ဘိုင်းအောက်ဖက်အရေးပြန်းမှာခမိုင်မိုင်မိခိုးရောင်ဒါမှမဟုတ်အဖြူရောင်ရှိတတ်တယ်။နှာခေါင်းကလုံးပြီးပန်းရောင်ရင်းရင်းဖြစ်ပြီးတော့နေရွက်တွေကပန်းရောင်တန်းနေတတ်တယ်။ရွယ်စားမြေကျွက်ကြီးတကောင်ရွယ်စားဖြစ်တယ်။ပွေးမျိုးစိတ်မတူကြပြီမဲ့အားလုံးမြေအောက်မှာကျင်းတူပြီးနေကြရဲ့ကောင်တွေဖြစ်ပြီးတော့တေဦးတစ်မြစ်တွေကိုစားတောက်တတ်ကြတယ်။ရှားသမားကိုင်းသမားတွေကသူတို့စိုက်ခင်းအတွင်းပွေးတကောင်ဝင်သွားရင်တီးပင်စားပင်တွေရဲ့အမြစ်တွေကိုကိုက်ဖြတ်စားတောက်တတ်တဲ့ပွေးကြောင့်စိုက်ခင်းတစ်ခုလုံးဆုံးရှုံးရတတ်တဲ့အတွက်ပွေးချင်းတွေ့တာနဲ့ပွေးကိုစူးနဲ့ထိုးပွေးချင်းကိုပင်မခံတိုးပြီးတုတ်တင်ရှင်းလင်းတတ်ကြတယ်။ပွေးနဲ့ပတ်သက်ပြီးရှေးကလာပွေးထိုးသမားတွေရဲ့ပွေးထိုးပုံအနည်းငယ်ပြောပြလိုတယ်။ရှားတဲ့ကိုင်းနဲ့ပွေးရှိနေရင်ပွေးထိုးသမားတွေကပြေးနွားနေတဲ့ပွေးကိုထိုးတဲ့နည်းနဲ့စောင့်ပြီးထိုးတဲ့နည်းနှစ်ခုကျွန်ုပ်သိသလောက်ပြောပြလိုတယ်။ပွေးထိုးစုပွေးထိုးသမားတွေသုံးတဲ့စူးဆိုတာတာမန်လှန်လူမျိုးမဟုတ်ဘဲထိပ်ပြားမှာအလွန်ထက်မြက်တဲ့တန်ဆူးကြုံပါရှိပြီးလက်ကံယုံရှိနေရတယ်။တချို့ဒေသတွေမှာအသွားနှစ်ခွသုံးခွပါတဲ့စူးတွေသုံးကြတယ်။ရှားကင်းမြေပဲကင်းနှမ်းကင်းမှာပွေးတွင်းဝမှာမြေစာတစ်တွေရှိမရှိအရင်ကြည့်တယ်။ပွေးရှိကြောင်သိကြရင်တွင်းဝလက်မောင်းတစ်ဖက်စာလောက်ခွာဝေးမှရှိတဲ့ပွေးလန်းချောင်းဥမင်တဲ့တဲ့ကိုဘဝနေတိုင်းတာပြီးနေရယူရတယ်။ပွေးတွင်းလန်းချောင်းပေါ်တဲ့တဲ့မှာစူးကိုဘဝနေထောင်ပြီးအသက်အောင်ပြီးတော့အသက်ရှူတံကိုထိန်းပြီးငြိမ်သက်စွာစောင့်ဆိုင်နေရတယ်။အခြားတစ်ယောက်ကပွေးတွင်းဝကနေဝလုံးနဲ့ထိုးသွင်း၆လန့်ကြသလိုရေကြီးကိုချောင်းနဲ့အုံနိုင်ကျဲစောင့်နေပြီးပွေးကို၆လန့်ကြတယ်။ပွေးလန့်ပြီးဥမင်လန်းချောင်းအတိုင်းဝုန်းကနေထွက်ပြေးလာတဲ့ချိန်မြေရောက်ကနေတတုတ်တုံနဲ့ကုတ်ချစ်ပြေးလာတဲ့အတန်းဒါမှမဟုတ်မြေပြင်ပေါ်ရန်အနေငယ်လှုပ်ခါသွားတာကိုဝါရင်ပွေးသမားတွေမျက်ခြေမပြတ်စောင့်ကြည့်ရင်ပွေးဖြတ်သွားမဲ့ခံမှန်းကြည့်နေရကိုရောက်တာနဲ့စူးမြေကြီးထဲစိုက်ဝင်သွားအောင်အရှင်ဟုံနဲ့ဝုန်းကနေစောင့်ထိုးကြတာဖြစ်တယ်။စူးချက်မှန်ရင်ပွေးရမြေအောက်မှာစူးနဲ့စိုက်မိပြီးပွေးလွတ်မြောက်မသွားစေဖို့ဘောကနေလက်ကံကိုအားစိုက်ဖိထားပြီးမြေကြီးကိုတိုးပြီးပွေးကိုထုတ်ယူကြရတယ်။ရှာကနေရပွေးတွင်းတွေရဲ့ရေးပေါ်ခဲပေါက်တွေကိုလိုက်ပိတ်ပြီးဒီကတွင်းဝကနေကောက်ရိုးညှို့သီးကြောက်တွေနဲ့ရောပြီးမိရှို့ပြီးတော့တွင်းနဲ့မိကိုခတ်သွင်းပြီးပွေးထွက်လာတတ်တဲ့အပေါက်ဝမှာချင်းကြားပိုက်ကုန်တွေထားပြီးအသင့်ဆောင်ဖမ်းတတ်ကြတယ်။ဝေးရပိစာအချိန်မျိုးရှာကင်းသားမှာရေမြောင်းရှိရင်ပွေးရင်းနဲ့ရေနှောက်ထည့်ပြီးတွင်းထဲမှာရှိတဲ့ပွေးရေမွန်းလာပြီးတွင်းဝကိုဂမှုရှိုးတို့တန်လူပြေးထွက်လာချိန်မှာရိုင်းနဲ့ဖမ်းဆီးကြရလဲရှိတယ်။ရှာပွေးရတောပွေးရီထက်သားဆူပြိုးပြီးစားရတာအရသာပိုကောင်းတယ်။ရှာပွေးရတောပွေးလိုမျိုးဒေါသကြီးမျိုးအတင်းလိုက်ကြိုက်တာမျိုးနဲပြီးတော့လမ်းဖြတ်ပြီးပြေးဖို့ပဲကြိုးစားတတ်ကြတယ်။နောက်တနည်းကတွင်းထဲရပွေးကိုငြိမ်သက်စွာစောင့်ရင်းထိုးနည်းဖြစ်တယ်။ပွေးတွေကသူတို့ရဲ့မြေအောက်ဥမင်ကိုအမြဲတမ်းတန့်ရှင်းနေရလေဝင်လေထွက်ကောင်းစေဖို့တွင်းထဲရတိုးပြီးမြေစာတွေကိုအပြင်ကိုတွန်းထုတ်ပြင်းလေးရှိတယ်။မြေကျစ်စာပြည့်ချင်ရ
ပွေးတစ်ကောင်နဲ့တစ်ကောင်အချိန်မတူဝိုင်းရင်ပွေးထိုးသမားတွေကပွေးတွေမြေကျစ်စာပြစ်ချင်ကိုပွေးမထိုးခင်အရင်ဆုံးလေးလံတက်ကြတယ်။နေဝင်ရိုးရင်ညနေ9:00 6:00ခွဲဝန်းကျင်အချိန်မှာတွင်းဝမြေစာတွေကိုစတင်တွန်းထုတ်ကြတဲ့ပွေးတွေရှိပြီးညဘက်စာရှာထွက်ဖို့လမ်းကြောင်းကြိုရှင်းထားခြင်းဖြစ်တယ်။မနေ့အာယုံတက်9:00 ရက်နေ့6:00ခွဲလောက်နေ့နေ့တပွဲပွဲကြနေတဲ့အချိန်မျိုးမှာတွင်းထဲပြန်ဝင်ပြီးရေရောက်အိမ်ကိုပြန်လဲပြင်ဆင်တဲ့အနေနဲ့မြေကျစ်စာတွေအပြင်ကိုလာပြစ်တက်ကြတယ်။မိုးရပြီးစမြေဆွတ်ဆွတ်နေချိန်မျိုးမှာဝေးရမြေကျစ်စာပူပြစ်တက်တယ်။နေပူပြင်းတဲ့နေ့လေဘက်ချိန်တွေမှာရေရောက်တွင်းတဲ့ထဲမှာပဲခိုးအောင်နေတတ်ကြတယ်။ဝေးထိုးသမားတွေကတွင်းရမှာရှိတဲ့မြေကျစ်စာအစိုး6ကိုကြည့်ပြီးဒါမနဲ့ပြစ်မဲ့ကောင်လားညနေပြစ်မဲ့ကောင်လားမထိုးခင်ကြိုပြီးတော့လေ့လာထားရတယ်။ပြီးတော့မှအချိန်ကိုက်သွားရောက်နေရယူပြီးစောင့်ဆိုင်ကြတော့တယ်။ဝေးသမားတွင်းဝနဲ့လက်တကန်းကွာမှာစူးကိုပေါ်ကနေထောင်ပြီးငိမ်သက်စွာစောင့်ဆိုင်နေရတယ်။လေရောက်ကနေစောင့်ရတယ်လို့ဖနက်တန်အင်ကြီးပုတ်တိုက်တန်လုံးဝမထွက်စေဖို့အထူးသတိထားရတယ်။ဝေးရမျက်စိမှုန်နေမိအတန်နဲ့အနက်ခံအလွန်ကောင်းလို့ပုံမှန်မဟုတ်တဲ့အနက်ကြားနေကြမဟုတ်တဲ့အတန်ကိုချက်ချင်းသတိပြုမိတတ်တယ်။ဝေးရတွင်းထဲကနေမြေစာတွေကိုသူ့ရဲ့ခေါင်းနဲ့လက်သေးတွေကိုသုံးပြီးအပြင်ကိုတွန်းထုတ်တတ်တယ်။တွင်းဝမြေစာတွေတရွေ့ရွေ့အပြင်ကိုထွက်လာနေပြီဆိုရင်ဝေးတွင်းဝနာတီရောက်နေကြောင်းသိနိုင်တယ်။ဝေးရမြေကျစ်စာကိုအချိန်နဲ့စောင့်တွန်းလိုက်တဲ့စက္ကန့်ပိုင်းတွင်းမှာပဲဝေးသမားတွင်းဝရဲ့ပေါ်ရန်မြေသားတဲ့ဝေးခေါင်းရှိမဲ့နေရာကိုမှန်းပြီးစူးနဲ့မြေကြီးကိုဖောက်အားကုန်စောင့်ထိုးချရတော့တယ်။စူးထိုးမိရင်လူမြောက်မသွားစေဘူးစူးကိုအားကုန်စိုက်ထားရတယ်။စူးနဲ့ထိုးခံရပူပြီးလူမြောက်ဘူးတဲ့ပွေးကအလွယ်တကူဖမ်းလို့မရဝါရင်ပွေးထိုးသမားတွေပဲထိုးလို့ရနိုင်တယ်။ကျွန်ုပ်တို့ဒေသမှာရှားပွေးတွေမရှိလို့ပွေးထိုးနည်းကိုသိတဲ့သူတွေရှားတယ်။ညာဒေသရှားလုတ်ကိုင်းလုတ်သူတွေကပွေးထိုးနည်းကိုရှားသမားကိုင်းသမားတိုင်းနှီးပါသိကြတယ်။ကျွန်ုပ်တို့ဒေသမှာဝါပွေးတောပွေးတွေပဲတွေ့ရတတ်တယ်။ပွေးနဲ့ပတ်သက်ပြီးကျွာတိုင်းရင်းစေးစရိုင်ဦးတန်းမောင်ကစေးဘက်ဝင်ပုံတွေပြောပြပူတယ်။ပွေးသားအပူစာဖြစ်ပြီးတော့ကြောချင်တွေအားကောင်းစေကြောင်းသိရပြီးလေပြက်လင်ငန်းယောဂလေပြက်ထားသူတွေခြေနဲ့သေးနေသူတွေအတွက်ပွေးသားကိုဟင်းချက်ကျွေးတာဒါမှမဟုတ်ပွေးသားကို6လမ်းအမှုန့်ပြုတ်လုပ်ပြီးစေးဖို့ဆက်ကျွေးကြောချင်တွေပြန်လဲအသက်ဝင်လာပြီးကြောဆွဲတာထုံကျင်တာတွေတက်တာတွေဆိုတယ်။တက်ကြီးသူတွေမှာဖြစ်တတ်တဲ့ခါနာဒူးနာစင်းမြစ်ကြိုက်ခဲ့တဲ့ကြောဆွဲယောဂတွေအတွက်ပွေးသားရင်ကအလွန်ကောင်းမွန်တဲ့စေးဘက်ဝင်အစာပဲ။ပွေးတွေကိုချက်ပြုတ်တဲ့အခါထွက်လာတဲ့အစီဒါမှမဟုတ်ပွေးကိုမိဖုံးလို့ရလာတဲ့အစီကိုတီးတန့်ဖယ်ထားတတ်ကြပြီးပွေးစီကိုလင်ငန်းယောဂကြောင့်တည်နေတဲ့ခြေနဲ့တွေထုံကျင်ကြိုက်ခဲနေတဲ့အစင်းမြစ်တွေကိုနေစဉ်မှန်မှန်နှိမ့်နေလိမ့်ကြံပြီးသွေးလည်ပတ်မှုကောင်းမွန်စေပြီးကြောတွေပြန်လည်ပွင့်စေတယ်လို့တိုင်းရင်းစေးကျန်းတွေမှာဖော်ပြထားကြောင်းသိရတယ်။ပွေးရဲ့အလွန်မှာကြောတဲ့လိမ္မော်ရောင်ရှေ့သွားတွေကလည်းအညာဒေသစင်းမီတို့နီးတွေမှာနာမည်ကြီးတယ်။ဝေကြိုက်ခံရရင်ဖြစ်စေစိတ်ရှိတရဝတကောင်ကောင်ကြိုက်ခံရရင်ဖြစ်ဖြစ်ပွေးရဲ့သွားကိုစံစည်းရည်နဲ့သွေးပြီးကြိုက်ခံရတဲ့ဒဏ်ရာပေါ်မှာလိမ့်ပြီးရင်အစိတ်ကိုမပြတ်အောင်ထိန်းချုပ်ပေးနိုင်ကြောင်းရှင်းလူကြီးတွေအသုံးပြုခဲ့ကြောင်းသိရတယ်။ပွေးရဝါမြင့်နဲ့စေဘဝင်တေးဥတေးဖို့တွေကိုသာရေရောက်မှာကြိုက်ဖြက်စားတောက်တတ်တဲ့တရဝမှုသူ့ရဲ့သားခန္ဓာကိုယ်အားနေသူတွေအာယုံကြောအားနေသူတွေအတွက်အလွန်အားဖြစ်စေတယ်။ရှေးကာလရီစီယာကျင်းတဲ့ဒေသတွေမှာသာသမီရတနာရှာဖို့ခက်ခဲခြင်းအတွက်ပွေးသားကိုတိုင်းရင်းစေးအာနေတင်ရှိတဲ့တက်ဆာတစ်မျိုးဖြစ်ယုံကြည်ချက်နဲ့ချက်ပြုတ်စားသုံးကြကြောင်းသိရတယ်။ကျွန်ုပ်ကတော့ပွေးကိုလက်တစ်ဖက်ကဂိုင်းဆွဲပြီးစခန်းကိုပြန်လာတော့ပွေးနဲ့ပတ်သက်ပြီးဆက်ဆက်တွေးနာခြင်းဖြစ်တယ်။မဲလုံးကြီးပွေးချက်ဖို့လောက်ကွာအရေပြားမခွာပဲအမွှေးကိုမိမြက်ပြီးတော့ခုတ်ထစ်အရေပြားနဲ့သားကြအစီနေနဲ့စားလို့ကောင်းတယ်။တော့ပွေးရလာလက်ကုဖို့တေးတနက်တန်ကြတော့ဘာသားကောင်ပြစ်လေတွေးနေတာအစီတွေပြည့်နေပုံပဲစားလို့တော့ကောင်းမယ်။စားခဲ့တဲ့ကိုကျော်စွာကံကောင်းလို့ရလာတာဒီကောင်တွေကအမြဲကျင်းတူပြီးကျင်းနေကြတာဝါပွေးတောင်တောင်ကိုပတ်ပြီးတော့ကျင်းဖောက်တာဒီကောင်မျိုးဆိုလို့တော့ပြောမနေရောနဲ့ရက်ကနောက်ထပ်2ရက်စာလောက်တော့တောက်ရအောင်မယ်ပွေးသားအမီနဲ့တောက်ကြရအောင်ရက်တွေတင်လာတော့ကုမသေးချင်းကြအောင်အရက်သမားလူလည်းပြောခံရသည်တကယ်တမ်းအကြံငါတယောက်တည်းတောက်တာလည်းမဟုတ်ပဲပြောခံရတော့ငါပဲပြောခံရတယ်ပါလေကိုတော်ကညှိုးညင်းလာလားချင်းချင်းတွေနောက်ကြကုသေးပေးကွာငါတယောက်တည်းအလေးခံပြီးတော့တည်ရတာအေးပါဗျာနောက်ကြရင်ကုသေးပေးပါမယ်အလကားနေစိတ်ကောက်မနေစမ်းပါနဲ့တာဝါနဲ့ရန်အောင်ပြောနေတာကိုကြည့်ရင်ကျွန်တော်စိတ်ကူးတစ်ခုအကောင့်ထဲပေါ်ဖို့တွေးမိတယ်တော်ရီပွေးသားကိုအချက်နဲ့မီးဖို့မိခင်တော့အစီတွေမီးဖို့အတွက်စမပြတ်ကြဆင်းနေတယ်ကျက်လို့စားကြည့်တော့စုဖြိုးပြီးရတာရှိတယ်
ရဲဝင်းနဲ့မဲလုံးကအရက်မတော့ပဲရင်နွေးကျန်းနဲ့အမြင့်နှုတ်စားကြတယ်ကျွန်ုပ်ကအရက်ခွက်ကအရက်ကိုတဝက်ငှဲ့တောက်ပြီးဝေးသားတစ်ဖက်ကိုအရသာခံဝါးနေတယ်တောင်းကမင်းကတက်တီနဲ့ကောင်းတယ်စကားပြောဆိုရင်ပြေပြီးတော့လူတိုင်းနဲ့စင်ပြေအောင်ပြောရဲဆိုရက်ပြန်တယ်ပြောရရင်ကျွန်ုပ်တို့အဖွဲ့တွေလူမှုဆက်ဆံရေးကောင်းဆုံးကမင်းလိုတော့ပြောလို့ရတယ်ကျွန်ုပ်စကားကြောင့်တောင်းကမျက်နှာပြုံးဖြည်းဖြည်းဖြစ်ပြီးလူကြားတဲ့အနေရခတ်သွားတဲ့ပုံစံမျိုးဖြစ်သွားတယ်ကိုကြီးကလေကျွန်တော်တို့ကခုမှသိရလားရွှေလို့ရင်သိနီးလို့ရင်ဝေးဆိုတဲ့စကားပုံတဲ့မှန်တာပဲတောင်းကကျွန်ုပ်ပြောတဲ့စကားကိုသဘောကျဟန်ခက်ကြွားကြွားပြန်ပြောလာပြီးသဘောကျရင်ရင်းနေတယ်တောင်းကမင်းရအဖွဲ့ထဲမှာမင်းရလွယ်ပြီးတခြားလူတွေလုံးလို့မရတဲ့ကိစ္စတစ်ခုရှိတယ်မင်းလုံးမှပဲအဆင်ပြေမဲ့အလုပ်မျိုးဒီကိစ္စမှာမင်းကိုပဲအားကိုးရလိမ့်မယ်တောင်းကမျက်နှာတီးသွားပြီးခါ့ကိုမှတ်လိုက်တယ်ဒီလောက်ကကျွန်တော်နဲ့မဲလုံးခိုင်းမရဘူးပေါ့ကျွန်တော်ပဲလုံးလို့ရမှာပေါ့နော်အဲ့ဒါပဲတွေ့ကြုံကြွယ်ဝမှုပိုင်းတွေမှာဒီနေ့ကောင်ကကျွန်တော်ဘယ်ရှင်းနိုင်ပါမလဲနောက်ပိုင်းတော့တဖြည်းဖြည်းနဲ့တွေ့ကြုံရင်းကျက်လာမှာပါဒါနဲ့ကျွန်တော်ဘာလုပ်ရမလဲကိုကြီးကိစ္စထွေထူးရလို့မဟုတ်ပါဘူးအောက်လန်းဆရာတက်ကရုံးတို့အဖွဲ့တွေမင်းကိုတရှူလွတ်ချင်လို့ဗျာကျွန်ုပ်စကားကြောင့်ဂုံယူဝင်ကြွားစွာရှိနေတဲ့တာဝါတယောက်အမေရိကန်ကြဲကြီးပြူပြီးပါဇက်အဟောင်းသားဖြစ်နေတယ်တက်ကရုံးအဖွဲ့တွေတရှူထည့်ပြီးစုံစမ်းရမယ်တာဝါဒီတောင်ဝမင်းနဲ့ပဲကိုက်ညီမယ်ဖြစ်ပါမလားကိုကြီးရလူတယောက်ကိုချက်ချင်းတွေ့ချက်ချင်းယုံဖို့မဖြစ်နိုင်ဘူးနော်ဘို့ဘို့တီဘာလို့စီစဉ်နေရလဲဒီကောင်ကြီးကတာဝါကိုယုံပါမလားတခုခုမှရင်ဘာမှမမေးမစမ်းနဲ့အသက်ခံရမှာနော်ကျွန်ုပ်စကားကိုတာဝါနေတူတခြားသူတွေပါအံ့ဩနေပြီးသူကကြော်စားပြောလာခြင်းဖြစ်တယ်ဒီကောင်တွေအကြောင်းအနည်းကသိရဖို့သူတို့ဖွဲ့ကျွန်ုပ်တို့လူတယောက်ရှိမှအဆင်ပြေမယ်မဖြစ်နိုင်ဘူးထင်တယ်ကိုဘို့တီတကရုံးစီဘလို့ဆက်သွင်းနေတာဝါဝင်းမှာတော့ယုံကြည်ဖို့အောင်ဖြစ်နိုင်ပါမလားသူတို့လူတွေကအမြဲတတိထားနေတတ်တာတန်တရားတစ်ခုသာဝင်သွားလို့ကတော့အသက်ခံရမှာကိုကြီးရန်တော်ကဥပဒေရုပ်လည်းကောင်းတယ်သူဆိုရင်ရုပ်ရည်နဲ့လူယုံမှာမဲလုံးဆိုရင်လေလူဆိုးတစ်ခုယုံနဲ့ပြည့်စုံတယ်သူတို့နှစ်ယောက်တည်းတယောက်ကိုရွေးနိုင်ပါလားကျွန်တော်ကတွေ့ကြုံနေတယ်ကိုတာဝါကိုမရှင်းနိုင်ပါဘူးဒီလိုအရေးကြီးတဲ့တာဝန်မျိုးကိုတာဝါပဲလုပ်လိုက်ပါဟုတ်တယ်တဖြည်းဖြည်းနဲ့တွေ့ကြုံယူရမှာခုတော့တွေ့ကြုံရှိရဲ့ကိုတာဝါပဲလုပ်လိုက်ပါတာဝါတရားခုမှအကြောင်းဆောင်သိပြီးမင်းတို့နဲ့ရန်အောင်ကြောက်ချနေပေမဲ့နှစ်ယောက်လုံးကတာဝါကိုစကားပြန်ပြောပြီးညင်းနေရကြောင်းတာဝါအကြံအိုက်သွားပုံရတယ်မင်းဘာမှမဖြစ်စေရအောင်တာဝါကျွန်ုပ်ပြောတဲ့အတိုင်းအတိအကျလိုက်နိုင်အနေမကြုံစေရအောင်ဒီကိစ္စတွေအောင်မြင်သွားရင်မင်းနမရလေဒီနေရလူတွေပါစက်ဖျားမှာပြောစမှတ်တွင်သွားမှာနော်စိတ်ကူးမလွဲနဲ့တာဝါမျက်နှာတီးသွားပြီးဆုံးဖြတ်ချက်တစ်ခုချလိုက်ဟန်နဲ့ဒီနေ့တဲ့ကြောကလူတွေကျွန်တော်ကြောင့်အိယာဝင်ပုံမြင်ဖြစ်ပြောနေကြတော့မှာပေါ့ဟုတ်လားကိုကြီးလုပ်မယ်ဗျာဘလို့လုံးဝမလဲဆိုတာပြောကျွန်တော်လည်းရန်သူတွေကြပြစ်မထားပါနဲ့စားတော့ပြီးဖျားပြက်ကုန်းပဲသွားမယ်ပြီးရင်ဘာဆက်လုပ်မလဲစီစဉ်ဆွဲတာပေါ့ကျွန်တော်တို့အရက်တောင်နာပြီးထမင်းစားပြီးတော့ခဏတစ်ပြုတ်အနားယူပြီးဖျားပြက်ကုန်းကိုထွက်လာကြတယ်မိုးကြီးမိုးလေးတောင်နှလုံးကကျွန်တော်တို့နောက်မှာကြံနေရစ်ပြီးတတော်ကိုဖျက်တမ်းပြီးချိန်မှာတောင်ကုန်းတစ်ခုကိုဖျက်တမ်းပြီးကျွန်တော်တို့သွားနေတယ်ရှေ့ကတော့တဲ့ဖျားပြက်ကုန်းရှိတယ်လို့အဖိုးကြီးနမ်းညွန်လိုက်တယ်ကျွန်တော်တို့မသေးချာမရေရပဲအနားသွားဖို့မဖြစ်နိုင်တော့တာဝမင်းလှုပ်ရှားရမယ့်အလှည့်ကိုရောက်ပြီကျွန်တော်ကအဲ့အတွင်းရွှေတို့ကိုထုတ်ယူပြီးတာဝကိုပြီးတော့တာဝအံ့ဩဝမ်းသာနဲ့ယူပြီးမျက်ရည်တွေဝိုင်းတက်လာပြီးကျွန်တော်အသက်ဆုံးလုပ်ရမယ့်အလုပ်အတွက်ဒီရွှေတို့တစ်ခုလုံးပေးတာလားကျွန်တော်တယောက်တည်းမယူပါဘူးတခြားသူတွေလည်းခွဲပေးလိုက်ပါစိတ်ထင်ရရှောက်ပြောမနေနဲ့ဒီရွှေတို့ကိုယူသွားပြီးတော့မင်းကတကရုံးဖွဲ့တွေတွားရမှာသူနဲ့တွေ့ရင်ကျွန်တော်တို့ဖွဲ့ရဓမြခေါင်းဆောင်ကဝေစုခွဲတာမကြည့်နဲ့လို့မင်းကတိုက်ရပါရွှေတို့ခိုးပြေးနိုင်လို့ပြောပြီးတကရုံးကိုအပ်သူစီမှာခုလုံးခွဲတောင်းလုံးဝရှိမိလို့မရအောင်တော့တောင်းอ่ะမင်းကောင်းဖို့လို့တယ်လို့စကားပြောတတ်ဖို့လို့တယ်စိတ်ချပါကိုကြီးကညီမဗီဒီယိုကားကြီးအများကြီးကြည့်ထားတာဒီနေရာမှာတေးဥဆောင်ဖို့အတွက်ထောက်ကူဖြစ်ပါတယ်ပို့ဖို့ဆဆလုံမနေနဲ့တောင်းอ่ะဒီကောင်တွေကိုငါတော့မယုံရွှေတွေယူပြီးတော့မင်းကိုတတ်လိုက်မှခန့်နေမယ်ကိုကျော်စွာတာဝအတွက်စိတ်မချရင်ပြောတယ်လို့ရန်တော်ကလေကိုတာဝအချင်းချင်းတော့ခမရပောက်ကရပြောရင်တကယ်လားဆိုပြီးတခါတလေယုံမိတယ်။ကြောင်မသိတဲ့သူတွေဆိုရင်ခမရပြောတာယုံမှသိကြတယ်။အောင်မြင်အောင်လုပ်ပြန်။ကိုတာဝကြီးအရက်တော်မူအောင်မတောက်နဲ့။ရန်သူစခန်းမှာအရက်မူပြီးပောက်ကရရှောက်ပြောလို့ပြိုးဝချက်ပေါ်သွားရင်ခမရအတွက်သိနှမ်းပဲရှိတယ်။မဲလုံးကလည်းဝင်ရောက်ပြောဆိုခြင်းဖြစ်တယ်။ရဲဝင်ရကိုတာဝစိတ်မပူနဲ့။ကျွန်တော်ရွာလူကြီးတွေရွာသားတွေခေါ်ပြီးတော့အမြဲဆုံးရောက်လာခဲ့မယ်။လမ်းမှာမနာဘူးဗျာ။စိတ်မပူကြပါနဲ့။ကောင်းရမွန်ရလှုပ်ခိုင်းရင်သာငါမတက်ချင်နေမယ်
လိန်ညာရမယ်ဘေးရပတာပြောရမယ်ဆိုရင်ငါအတွက်ကတော့လာထားပဲကိုဖိုးတွေတခုတောင်းဆိုစရာရှိတယ်ဓမြနဲ့တူအောင်တနက်တက်လက်တော့ပေးလိုက်ကြပါတူမီတော့မကိုင်းချင်ဘူးနော်အေးပါကျွန်ုပ်တို့၃ယောက်တည်းကဘသူတနက်လူချင်းလေယူသွားလေရှင်နာမင်းတနက်ငါ့ကိုပေးလိုက်ကြည်စံတွေရောအားလုံးပေးလိုက်ကြော့ဗျာမပြည့်စည်မပြောက်ရှာပါစေနဲ့ရီးစားထက်တော့တနက်ကိုရွရွရရထားတာဗျအေးပါကွာမင်းတနက်ကိုရောရွှေတွေကိုဘာမှမပြောက်ပြက်စေအောင်အားလုံးငါအရပြတ်ယူမှာတာဝခဏနေအောင်ကျွန်ုပ်လိုက်ဖို့မယ်ဟိုးကတစ်တော်မှမီးရောင်နေတွေ့တယ်မို့လားအဲ့ဒီကိုသွားကြမယ်တာဝသူ့ရဲ့ထုတ်ပိုးတွေနဲ့ရန်နောက်တနက်ကိုယူပြီးကျွန်ုပ်နဲ့ထွက်လာခဲ့ကြတယ်တစ်တော်တွင်မိခိုးတွေဦးထွက်နေတဲ့နေရာကိုကျွန်ုပ်တို့မှန်းဆလျှောက်ခဲ့ကြတယ်မိခိုးထွက်တဲ့နေရာနဲ့နီးနာတဲ့ချိန်လူတန်းတွေကြားရတယ်ဒီနေရာစပြီးမင်းရှေ့ဆက်တယောက်တည်းသွားတော့တာဝချင်းနီကိုကျွန်ုပ်စောင့်ကြည့်နေမယ်တာဝအသက်ပြင်းပြင်းတစ်ချက်ရှူပြီးခဏငြိမ်နေပြီးမှရှေ့ဆက်လျှောက်သွားတော့တယ်ခုနေရာမှာလူဆိုးစခန်းကိုသွားပြီးကြုံရတဲ့အကြောင်းအရာတွေကတာဝနောက်ပိုင်းကျွန်ုပ်တို့ပြန်ပြောပြတဲ့အကြောင်းအရာတွေပဲဖြစ်တယ်တာဝနောက်ခါလာနောက်ခါစေးသဘောထားပြီးမိခိုးထွက်နေတဲ့နေရာကိုရှောက်လာတော့စကားပြောတန်တွေကြားလိုက်ရတယ်ရှေ့ဆက်လျှောက်လာတော့ရှားရီတဲ၃လေးလုံးတွေ့ရပြီးလှုပ်ရှားသွားလာနေသူတွေကိုတွေ့ရတယ်ဒီလူတွေကိုတွေ့ရတဲ့ချိန်ခြေနှမ်းခဏရက်သွားပေမဲ့အာတင်ပြီးစကန်းရှိရန်ရှောက်သွားတယ်ဟဲ့ကောင်မင်းဘာတူလဲရက်စမ်းလက်နဲ့ချလိုက်လက်နဲ့ချပါမယ်မဖြစ်ပါနဲ့ခင်ဗျားတို့ကအစိုးရလူတွေလားဒီကောင်ဘယ်ရောက်လာလဲပြစ်တက်လိုက်ကွာငါတို့စကန်းကိုလာပြီးကင်းထောက်တဲ့လူထင်းတယ်သူ့နောက်မှာတခြားလူတွေပါလာနိုင်တယ်ဒုက္ခပဲငါတို့စကန်းချတဲ့နေရာလူတွေတိသွားပြီနဲ့တူတယ်တာဝါကိုတွေ့တော့စကန်းအတွင်းရှိနေသူတွေလှလှရှားရှားဖြစ်သွားကြပြီးဓာပြေးဆွဲသူတနက်ပြေးယူသူနဲ့ခြေနေရဝရုံသုံးကားဖြစ်သွားတယ်တာဝါရှင်နဲ့စိုးရိမ်ထိတ်နှံပြီးကင်လာရဲ့တနက်ကိုမြေကြီးပေါ်ချပြီးနှမြောက်ထားတယ်သူ့ဝိုင်းပြီးပြစ်ခတ်တက်ပြတ်ဖို့စကားတွေပြောနေတော့စိတ်တွင်းကြိတ်ပြီးဖျားတာပြီးဇောချွေးပြန်နေတော့တယ်တယောက်ယောက်စိတ်ရိုးပေါက်ပြီးတနက်နဲ့ပြစ်လိုက်မလားဓာတ်နဲ့ခုတ်လိမလားတွေးတော်ထိတ်နှံနေတယ်ဘသူလဲကွာထုံးမြင့်ဒီကောင်ဘယ်ရောက်လာတဲ့ကောင်လဲတာဝါကိုဝိုင်းပြီးလူ9ယောက်ကတက်ပြတ်ဖို့ပြောဆိုနေရဲ့ချိန်စကားပြောတန်ကြားလိုက်ရလို့လှမ်းကြည့်တော့တာဝါဒီလူကိုချက်ချင်းမှတ်မိသွားတယ်တော်ရင်းတနေရာမှာသူတို့တွေးခဲ့တဲ့လက်နက်ကင်လူတွေနဲ့စတွေးတဲ့အချိန်လမ်းပြလို့သူတို့ထင်ခဲ့တဲ့တန်90ရွယ်လူကြီးပဲဖြစ်တယ်တန်20ခန်းမိန်းကလေးတယောက်သူ့ဘေးမှာကက်ပြီးတော့ပါလာတယ်တနက်နေ့ရောက်လာတာဆရာကြီးဘယ်ကောင်လဲမသိဘူးရှုပ်တယ်ကွာတက်ပြီးတော့အလောင်းဖြောင်းလိုက်ဘာလို့ချိန်ဆွဲနေရလဲဟာဆရာကြီးနေပါဦးခင်ဗျာကျွန်တော်ဆရာကြီးနဲ့နှစ်ယောက်တည်းစကားပြောပြရစီဆရာကြီးအတွက်အကျိုးရှိမဲ့ကိစ္စမျိုးပါမင်းကငါနဲ့ဘာစကားပြောချင်တာလဲဘာတွေအကျိုးရှိအောင်လုပ်ပေးနိုင်တာလဲနှစ်ယောက်တည်းတီးတန့်ကြရင်ပြောပါမယ်ဆရာကြီးနဲ့စကားပြောပြီးကြိုက်တယ်လို့ဆုံးဖြတ်ပါတာဝါစကားကြောင့်ဆရာကြီးဆိုသူတွေးဝေသွားတယ်သူအကျိုးရှိမဲ့ကိစ္စဆိုလို့စဉ်းစားကန်းဖွင့်နေတယ်တာဝါကိုစူးရဲရဲ့ကြီးနဲ့ကြည့်တော့တာဝါကြောက်စိတ်ကိုကွဲဖြောက်ပြီးပြန်ကြည့်တယ်ထုံးမြင့်ဒီကောင်ငါတဲကိုပို့လိုက်ကွာဆရာကြီးဒီကောင်ကဘာကောင်မှမသိဘူးနော်အန်ဒီရရှိနေတယ်သူ့ဟာသူဘာကောင်ဖြစ်ကွာရင်းနေကြတာလှုပ်လို့ကတော့တေဆိုးနဲ့တေးရလိမ့်မယ်ဆရာကြီးဆိုသူကတဲတလုံးအတွင်းမိန်းကလေးနဲ့ဝင်သွားတော့တာဝါကိုတခြားသူတွေကလိုက်ဝင်ခိုင်းပြီးတဲတကာပိတ်လိုက်ပြီးပြင်မာရက်ဆောင်နေကြတယ်ရေဆိုင်ဝါးစပွဲမှာဝါထိုင်ကုန်တွေချထားပြီးဆရာကြီးဆိုသူနဲ့မိန်းကလေးကဘေးချင်းရှင်တွဲထိုင်နေကြတယ်တာဝါတဲတွဲအကဲခတ်ကြည့်တော့လူအိတ်တဲ့ခန်းတစ်ခန်းပါပြီးခန်းမှာအဝတ်စားဆောင်နဲ့ဝဘိုးဝါးကိုတစ်စစ်ဖြတ်ပြီးနှစ်ချမ်းခွဲထားပြီးတော့ခေါင်းပြုတ်လုပ်ထားတဲ့ဝါးချမ်းနှစ်ချမ်းကိုတွေ့တယ်ဘေးဘက်မှာကြီးမားတဲ့တစ်သားတစ်တာတစ်လုံးကိုတွေ့ရတယ်မိန်းကလေးအဝတ်စားတွေပါတွေ့ရလို့ဆရာကြီးဆိုသူနဲ့မိန်းကလေးကသားဖမဖြစ်နိုင်မေလင်မယားဖြစ်နိုင်ကြောင်းတွေးမိတယ်။အဲ့ကောင်မင်းဘာတွေကြောင်တောင်လုပ်နေရလဲ။ပြောဆရာရှိရပြောလေ။ကျွန်တော်နာမည်တာဝါပါဆရာကြီး။ကျွန်တော်ကညောင်ကိုင်းနေဘက်ကပါ။အဲ့ဒီနေမှာဘိုးတာတီးဖွဲ့ထားတဲ့ဓမြဖွဲ့ကအဖွဲ့ဝင်တယောက်ပါ။ကျွန်တော်တို့တောသတိနေမယားအေကိုဓမြတိုက်ရင်ရွာသားတွေရိတ်မိသွားလို့တိုက်ရပါပစ္စည်းတွေနဲ့ဒီဘက်ပြေးလာကြတာ။ဟိုတနေ့ကမိုးထီတောင်ပေါ်မှာဆရာကြီးတို့ဖွင့်နေကျွန်တော်တို့ဖွယ်စုံကြသေးတယ်။ဆရာကြီးမှတ်မိသေးတာမသိဘူး။အော်မင်းကိုမြင်ဘူးပါလေစဉ်းစားနေတာအဲ့ဒီဖွယ်ကဖြစ်နေတာဟုတ်ဒါနဲ့ငါအကျိုးရှိမဲ့ကိစ္စဆိုတာစက်ပြောစမ်းမအောင်ပြောပါမယ်ဘိုးတာတီးဆိုတာဆရာကြီးတို့ဖွယ်ကလူတယောက်နဲ့စကားပြောတဲ့လူပါသူကဓမြပူလားဥပရိယုတ်ကောင်းကောင်းနေပါလားဓမြလူတော့မထင်ရဘူးကျွန်တော်လည်းဓမြနဲ့မတူဘူးမို့လားဟမ်မင်းယုတ်ကမြင်တဲ့လူတိုင်းလူဆိုးတစ်ခုလိုထင်ကြမယ်ရုံမျိုးစက်ပြောကွာစကားရှိတယ်ဆရာကြီးဆိုသူစကားကြောင့်တောင်ဝရင်ခံသွားတယ်ဘိုးတာတီးရဗျ
ဓမြတက်ရတာချင်းတူလို့ရှာလာတဲ့ဝေစုနှစ်ပုံခွဲတယ်တပုံသူ့ယူတယ်ကျန်တဲ့တပုံကျွန်တော်တို့ခွဲယူခိုင်းတာဒီလိုလုပ်နေရကြပြီမတက်တာလို့သာခံနေရတာအခုတော့တက်ရပါပစ္စည်းတွေကိုဝေစုမခွဲရသေးရင်ခိုးပြီးတော့ထွက်ပြေးလာတာတက်ရပါပစ္စည်းတွေခိုးပြီးတော့ထွက်ပြေးလာတယ်ဟုတ်လားပြစမ်းငါ့ကိုပြစမ်းမအောင်ဟိုတာဒီနဲ့သူ့ရဲ့လူတွေကျွန်တော်ခေါင်းမိတောင်လိုက်ရှာနေပြီကျွန်တော်တွေ့ရင်တက်ကြမှာကျွန်တော်ကာကွယ်ပေးနိုင်မဲ့လို့ခိုးလာတဲ့ပစ္စည်းတွေအားလုံးအပ်မယ်ပစ္စည်းတွေပြစမ်းပါကွာခင်ဗျာကျွန်တော်ကာကွယ်ပေးနိုင်ခိုးလာတဲ့ပစ္စည်းအားလုံးပေးမယ်ငါနာမည်တက်ကြတော့ဒီအဖွဲ့သားရဲ့ခေါင်းဆောင်တယောက်ပဲမင်းသာပစ္စည်းတွေအပ်ရင်ငါမင်းကိုကာကွယ်ပေးမယ်ဂရိနော်ပစ္စည်းတွေအပ်ပြီးတော့မှကျွန်တော်ကံမထုတ်ရအောင်တော်ကသူ့အိတ်တွင်အဝိစားကြားဖွက်လာတဲ့ရတနာတုတ်ကိုထုတ်ယူပြီးဘဝချီနှောင်ထားတဲ့ကြိုးဖြည့်ပြီးတော့ဝါးစပွဲပေါ်မှာဖြန့်ခင်းချလိုက်တယ်ရွှေတွေပါလားရှင်းအောင်လက်ရရွှေတွေဆရာကြီးဆိုသူနဲ့သူမိန်းမတော်ဝခင်းပြရဲ့ထုတ်တွင်ရရွှေတွေကိုလောဘတက်တဲ့မျက်လုံးတွေနဲ့ကြည့်ပြီးကင်တွယ်ကြည့်ရှုနေကြတယ်ဒီပစ္စည်းတွေကိုဆရာကြီးအားလုံးအပ်ပါတယ်ကျွန်တော်သာတာတိနဂါကာကွယ်ပေးပါငါနာမည်တက်ကြတော့မင်းငါအဖွဲ့မှာနေပြီးငါနဲ့အလုပ်လုပ်ပါငါအဖွဲ့ဝင်ဖြစ်သွားရင်ဘသူမှမင်းကိုဒုက္ခမပေးစေအောင်လို့ငါဂရုပြုတယ်အဖွဲ့ကိုတစ္ဆာဖောက်လို့ရတော့မင်းကိုအသေးဆိုးနဲ့တောင်ငါတတ်မှာနော်ဟာကျေးဇူးတင်လိုက်တာဗျာဆရာကြီးဘယ်တော့မှတစ္ဆာမဖောက်ပါဘူးတတန်တော့တစ္ဆာစောင့်သိပါမယ်လို့ဂရုပြုပါတယ်ရွှေတစင်စာမျက်နှာကြီးမလွန်းနေရွှေရပြီးရဲ့ချိန်ဆရာကြီးဆိုသူကတာဝါသူ့အဖွဲ့တွင်လက်ခံလိုက်တယ်လို့တကယ်တော့ဖြစ်ကြောင်ပြောလာရဲ့ချိန်တာဝါတယောက်ထကုန်မတန်ဝမ်းသာသွားတယ်တကယ်တော့ရွှေတုတ်ကိုသူ့မိမငယ်လေးလက်ထဲအပ်ပြီးပြုံးရွှေနဲ့မျက်နှာထားနဲ့တာဝါပခုံးဖတ်ပြီးတော့တဲပြင်ကိုထွက်လာတယ်ထုံးမြင့်ဒီကောင်နမရတာဝါတယ်တခြားဓမြအဖွဲ့တကူကထွက်လာတာသူ့ကိုလိုအပ်တာကူညီပေးလိုက်ဟုတ်ကဲ့ဆရာကြီးဒီကောင်ကစိတ်ချပါမလားလူပုံစံအယူပေါ်ပုံစံမှာကွာစိတ်ချရအောင်တော့နည်းနည်းတော့စောင့်ကြည့်ထားပေါ့ငါတို့လည်းလူးလို့နေတယ်တဲပြင်မှာရက်ဆောင်နေတဲ့တပည့်တွေထဲထုံးမြင့်ဆိုသူလက်ကိုတာဝါကိုအရင်လိုအပ်တာတွေမှားပြီးတဲတွင်းဝင်ပြီးတကားပိတ်သွားတယ်တာဝါတယောက်လူစိုးလူမိုက်တွေကြားတယောက်တည်းရောက်သွားတော့တယ်မင်းကဖွဲ့ဝင်ဖြစ်သွားပြီဆိုတော့ဒီမှာညီကိုတွေနဲ့ဝိုင်းလို့ဝိုင်းစားနေရမယ်နော်မင်းကိုမတင်ကားစရာတခုတွေ့လို့တော့တခါလေးတက်ပြင်းမယ်စောင့်ကြည့်ပါဗျာမတင်ကားစရာတွေ့ရင်တက်ပြပါကျွန်တော်မှသွားစရာလာကြမရှိပါဘူးဒီမှာပဲနေသွားတော့မယ်ကျွန်တော်ဘာလို့ရမလဲပြောပါနွားစာရှာရဲ့လူနဲ့လိုက်ပြီးတော့နွားစာရှာရမယ်သမီးချက်တဲ့နေရာကူပေးရမယ်ဆရာကြီးနဲ့သူမိမချိုးဖို့ရေးတဲ့ပေးရမယ်တောင်ကထုံးမြင့်ပြောတဲ့စကားပြီးနားထောင်ပြီးစိတ်ထက်ကျသွားပြီးမျက်နှာပြုံးထားလိုက်တယ်ဟုတ်ကဲ့ကျွန်တော်တက်နိုင်ဆုံးစူးစမ်းပါမယ်ကျွန်တော်ဖွဲ့ဝင်ဖြစ်ကြိုးစိုးပေးကြလို့အားလုံးကျေးဇူးတင်ပါတယ်တောင်ကစိတ်မပါပေမဲ့တက်တွက်ကြွကြွဟန်နဲ့ပြောလိုက်ခြင်းဖြစ်တယ်ကျွန်တော်ကတကယ်တော့စကန်အတွင်းတောင်ကဝင်သွားတာစပြီးတဲအတွင်းဝင်ပြီးပြုံးရွှင်တဲ့အမူအရာနဲ့တဲအတွင်းကထွက်လာပြီးအေးစစ်စစ်စကားပြောနေတာကိုကြည့်ပြီးတောင်ကအဆင်ပြေသွားကြောင်းသိကြတော့မှနောက်ကိုပြန်ဆုတ်ခဲ့တော့တယ်စိုးရိမ်စွာစောင့်နေကြတဲ့ကျွန်တော်လူတွေရှိအောင်ရောက်တော့တောင်ကအဆင်ပြေသွားပြီဖြစ်ကြောင်းပြောတော့မှအားလုံးတက်ပြင်းချနိုင်တော့တယ်ရှင်ဝင်းတယောက်အုံနေတော့ရောင်ထွက်ခွာသွားပြီဖြစ်တဲ့အတွက်ကျွန်တော်တို့၄ယောက်ပဲကြံခဲ့တယ်ကျွန်တော်တို့တာဝအတွက်တကယ်စိုးရိမ်နေတာလူဆိုးတမျှဆိုတာစဉ်းစားဆင်ခြင်ဉာဏ်မရှိဘူးမတော်လို့တာဝကိုတက်ပြစ်လိုက်မှခတ်မယ်တွေးရင်စိတ်ပူမိတယ်ခမရလောက်တာတွေကတက်အန်ကြီးမနှီးနှုံးလားခမရကလေတကယ်ကြောက်စရာအသက်ပေးနေတဲ့အစီအစဉ်ကိုဆွဲတယ်တာဝလည်းမကြောက်မလန့်နဲ့လိုက်လို့တယ်ခမရတို့ကတော့ဟုတ်နေရပဲကြားရကျွန်တော်ကပဲစိုးရိမ်နေမိတာသူကကြော်စွာတယောက်တာဝကိုရန်သူစခန်းကိုတရှိုးဖြစ်ပို့တဲ့ကိစ္စကိုစိတ်ပဝင်မကြဘူးကျွန်ုပ်ကိုအပြစ်တင်ခြင်းပုံရတယ်ကျွန်ုပ်ပြုံးလိုက်ရင်ဝေးရလူသေးကြီးကြိုင်လေကိုကြော်စွာတာဝတက်ကိုကာကွယ်ပေးဖို့ရတနာတွေပါသွားတယ်တကယ်တော့အတွက်ရတနာတွေရမယ်ပြင်ခိုင်းမဲ့လူတယောက်ရတော့အဲ့ဒီခွင့်ကိုအရာယူထားမှာပဲတာဝကိုရှင်းပြချင်းရင်တော့ခုလောက်တွေအောင်မြင်တော့မှရှင်းပြမယ်လို့ကျွန်ုပ်တွေးထားလို့ကိုကြော်စွာတိတ်စိတ်မပူပါနဲ့ကိုကြော်စွာကိုတာဝဟိုကောင်တွေကိုမကြခင်ဆရာလို့တော့မှတေးကြတယ်စကားကိုသာအကောင်းမပြောတတ်တာမဟုတ်ကတွေတော့လူရောင်ရှောက်ပြောတတ်တယ်ဟုတ်တယ်သူနေပြောတာလူမိသွားလေသူများလူရှက်တာမဟုတ်ဘူးပေါ်တော်ရှောက်ပြောစိတ်မပူနဲ့ဒီလူကကျွန်တော်တို့ကြားမှာမလို့မလဲသလိုဖြစ်နေတာလေတာမှမှုတ်နေတယ်စိတ်မပူနဲ့ကိုကြော်စွာရန်တော်နဲ့မဲလုံးကပါစိတ်မပူဘူးပြောလာတယ်ကဲထားပါတော့ခုပါဆက်လုံးမလဲကိုဖို့တေဖျားပြက်ကောင်ကြိုသွားပြီးတော့လေ့လာထားဖို့အဲ့ဒီကိုသွားမယ်ကိုကြော်စွာကျွန်ုပ်တို့အဖွဲ့တကယ်တော့တို့အဖွဲ့စကန်ချရာနေရာကိုရှောင်ကွင်းပြီးအရှိတ်ဘက်ရက်ကိုထွက်လာခဲ့ကြတယ်အဖိုးညွန်ပြထားတဲ့တောအုပ်တနေရာကိုရောက်တော့ကျွန်ုပ်တို့ခြုံရွယ်ပင်တွေကြားမှာပြိုကျပျက်စီးနေတဲ့အုပ်ပုံတွေတ
ဝက်တစ်ပြက်ပြုတ်ပြက်နေတဲ့စေတီတော်တွေကိုတွေ့နိုင်ကြရတယ်။တပင်ချုံတွေကိုခုတ်ထွင်းထားတာတွေကိုလည်းတွေ့ရတဲ့အတွက်တကယ်တော့တို့ဖွဲ့ခုနေအောင်တွေ့ထားပြီးဖြစ်ကြောင်းတွေးနိုင်မိတယ်။ဖျားပြက်ကောင်ကတန်ငယ်ကျဲဝန်းပြီးဌာပနာတိုက်ဘယ်နေရာမှာရှိတာကိုတကယ်တော့တို့သိသေးရမတူ။တော်ထဲမှာဖျားပြီးစေတီပထိုးတော်တွေပြက်စီးနေတာစိတ်မကောင်းစရာဗျာ။ထိမ့်သိမ့်မဲ့လူတွေမရှိဘူး။အော်ကိုကျော်စွာရဲ့ဒီနေရာကိုမပြောနဲ့လူတွေလက်လန်းမိတဲ့နေရာရှေးအောင်စေတီပထိုးတွေတောင်ထိမ့်သိမ့်ပြုတ်ပေမဲ့သူတွေမရှိတာအများကြီးပဲခံစားမနေပါနဲ့ကိုဖိုးဒီကောင်တွေဖျားပြက်ကောင်ကိုတွေ့ထားပြီဆိုတော့ထန်လာကြမှာသိကြတယ်ဘာလို့ကြမလဲလက်ထက်လုံးကတော့စောင့်ကြည့်ရမှာပေါ့ရန်တော်ကိုတာဝါကိုရောဘလို့ဆက်သွယ်မလဲကိုကြီးတာဝါကိုလက်တလုံးစောင့်ကြည့်နေမှာသိကြတယ်မဆက်သွယ်ရပဲကောင်းနေမဲလို့ကျွန်တော်တို့ဖျားပြက်ကောင်ကထွက်လာပြီးတန်ငယ်ဝေးတဲ့အကျတောင်ကုန်းတစ်ခုကျော်မှာစကန်ချလိုက်ကြတယ်ညနေမောင်ကြီးပြိုးစာမှာစောင့်ကြည့်ဖို့ထားခဲ့တဲ့မဲလုံးပြန်ရောက်လာတယ်ချင်းဒီပါထူးလဲမဲလုံးထူးတယ်ကိုကြီးဒီကောင်တွေဖျားပြက်ကောင်တစ်ခုလုံးမှွေနောက်ရှာနေတယ်ညအထိဆက်ရှာမဲပုံမဲကိုတောင်ဝရောတွေ့ကြလားမဲလုံးတွေ့ခဲ့ပါကိုရန်အောင်ရဖွဲ့ရလူတွေဘာပြောလဲမသိဘူးတဟင်းထားနေရင်းနေကြတယ်ဒီကောင်ကတော့တွေ့ရနေရပျော်နေတော့တာပဲတာဝအနေရကင်းနေချောင်းကြားရလို့သူရကျော်စာပြုံးပြီးပြောလာခြင်းဖြစ်တယ်အဲ့ဒီနေရာမှာစကန်ချတညအိပ်ပြီးနောက်နေ့မနေ့စာစားပြီးတော့ဖျားကုန်းပြက်ရှိအောင်ထွက်လာကြတယ်ကျွန်တော်တို့လူဖြန့်ပြီးခဝေးဝေးအမြင့်ပိုင်းစီကနေပုံကွယ်ကြည့်တော့တကယ်တော့တို့လင်မယားနဲ့သူ့လူတွေရောက်လာပြီးဖျားကုန်းပြက်မှာခြုံတွေရှင်းလင်းနေတာတွေ့ရတယ်။အဲဒီလူတွေထဲမှာတာဝါကိုတွေ့ရပြီးတာဝါသူများလိုအလုပ်သေးချမလို့ဟိုလူဒီနူပောက်ကရပြောနေပုံနဲ့သူနဲ့စကားပြောနေသူတွေရင်းနေကြတယ်။တကယ်တော့တို့လင်မယားကိုလည်းအတင်းပြောနေဟန်နဲ့သူတို့လင်မယားကိုကြည့်လိုက်တခြားသူတွေကိုစကားပြောလိုက်နေရှိနေတယ်။တကယ်တော့ပေစာကြီးတစ်ထုပ်ကိုထုတ်ပြီးဖြန့်ဖက်နေပြီးသူ့လူတွေကိုညှို့ကြားရင်းရှိနေတယ်။ဖျားပြက်ကုန်းတစ်ခုလုံးရှင်းလင်းသွားပြီမဲ့သူတို့ရှာနေတဲ့နေရာမတွေ့သေးဟန်နဲ့မောင်ချိန်မှာအားလုံးပြန်သွားတော့ကျွန်တော်တို့လည်းစကန်းချရပြန်လာခဲ့ကြတယ်ကျွန်တော်တို့ရွာသားတွေကိုစောင့်ပြီးမှအားလုံးဖမ်းမှုတိုင်ပင်ထားတယ်ကျွန်တော်တို့တောင်ကုန်းတစ်ဖက်မှာစကန်းချထားတော့ဖျားပြက်ကုန်းနဲ့နီးပြီမဲ့တကယ်တော့တို့ဖွေနဲ့အလန်းဝေးတဲ့အတွက်ညာပိုင်းမီးဖို့ထားပြီမဲ့တကယ်တော့တို့ဖွေကျွန်တော်တို့ဖွေရှိတဲ့နေရာကိုသိနိုင်ဖို့အကြောင်းမရှိညာမှောင်မဲတိတ်ဆိတ်နေတယ်ညနေပြီးမူရန်တော်နဲ့သူရကျော်စောအိတ်ဆက်ဖို့ပြောပြီးကျွန်တော်ရင်ွေးချမ်းတိုးနဲ့မီးဖို့ပြီးမှရှိနေတယ်ရင်ွေးချမ်းတောက်ရင်ညောင်းလာလို့မတည့်ရဲ့အကျော်ဆန်ပြီးစကန်းဘေးပတ်လည်းလမ်းလျှောက်ပြီးတော့အနေရပေးနိုင်မဲ့သားကောင်ရှိမရှိနိုင်ကြည့်ရင်ရှိနေတယ်စိတ်ချရတဲ့အခြေအနေရောက်တော့မှမိဖို့ပြီးရှောက်လာပြီးပြန်ထိုင်ပြီးတော့မိဖို့အတွင်ထင်းချောင်းတွေထည့်နေတဲ့အချိန်တော့အုပ်တွင်မိရောက်တစ်ခုတွေ့ရလို့ရှင်ထိတ်သွားပြီးအနားမှာချထားတဲ့တနက်ကိုကောက်ကင်ပြီးပြစ်ခတ်ဖို့အစင်သင့်ပြင်ထားတယ်မိအောင်ကကျွန်ုပ်တို့ရှိအောင်တဖြည်းဖြည်းရွှေ့ရှားလာတယ်တကယ်တော့လူတွေဖြစ်နေမလားတွေးမိပေမဲ့တကယ်တော့လူတွေသားဆိုရင်ခုလိုပုံစံမျိုးရောက်မလာနိုင်ကြောင်းတွေးမိနိုင်တယ်။မိအောင်ကကျွန်ုပ်တို့ရှိရာနီးကပ်လာတော့မိတို့ကင်ထားသူကိုတွေ့ရတော့ကျွန်ုပ်အံ့ဩသွားတယ်။သူ့ဘေးမှာလူတစ်ယောက်ပါလာတယ်။မိတို့ကင်ထားသူကမောင်ကြီးဖြစ်ပြီးတော့ဘေးမှာရက်နေသူကမောင်ငယ်ဖြစ်တာတွေ့ရတယ်။သူတွေများလဲလို့ခမည်းညီကိုနှစ်ယောက်ဖြစ်နေတာ哦။လာကြလေဗျာ။ကျွန်ုပ်ဖိတ်ခေါ်တော့ညီကိုနှစ်ယောက်ကမိဖို့တစ်ဖက်တစ်တုံးပေါ်ဝင်ထိုင်တယ်။ရှင်နွေးချမ်းတဲ့သားကြောက်တွေကျွန်ုပ်ဧည့်ခံတော့နှစ်ယောက်သားစကားမဆိုသေးပဲရှင်နွေးချမ်းတောက်ပြီးအသားကြောက်ဝါးနေတာကိုကျွန်ုပ်အကဲခတ်ကြည့်နေမိတယ်။ရှင်နွေးခွဲချပြီးမောင်ကြီးကခမည်းတို့နွားတကူတွေတွေ့ထားပြီ။ဘာလို့ဖို့စိတ်ကူးထားလဲ။ဒီနွားကူတဲ့ဖွေကဓမြကြီးဖြစ်နေတယ်။ဒီကောင်တွေကိုဖမ်းမှုရွာလူတွေကိုခေါ်လွှတ်ထားတယ်။သူတို့ရောက်မှဝင်ဖမ်းမယ်စိတ်ကူးတယ်။စိတ်ကူးထားတယ်လို့မဖြစ်ရင်ဒီကြားရဲ့အရေးပေါ်စီစဉ်ပေါ်ချင်းပေါ်လာနိုင်တယ်။ဒီကောင်တွေကဖះထပ်ပနာပါဖောက်ဖို့ကြိုးစားနေတာခမည်းတို့လည်းတွေ့မှာပေါ့။ဟုတ်တယ်။ခုထိတော့ရှာတွေ့ဖို့မရသေးဘူး။တကယ်လို့ရှာတွေ့သွားရင်အမြန်လှုပ်ရှားတော့မယ်။ခုကျုပ်တို့ညီကိုနှစ်ယောက်ရောက်လာတဲ့အကြောင်းကဒီလူတွေသားထပ်ပနာဖောက်ဖို့ကြိုးစားရင်ကျုပ်တို့ညီကိုတိုက်ကြတော့မယ်။ခမည်းရမ်းတမ်းမလုပ်ပါနဲ့။တကယ်တော့ဆိုရင်လူကအောက်လန်းเสียတော်စွမ်းနေလို့လည်းပြောတန်ကြတယ်။သူလွတ်သွားလို့မရဘူး။ဟုတ်တယ်။အဲ့ဒီအောက်လန်းเสียသူမွေးတိုင်းမကောင်းဆိုးဝါးတွေကခေါ်ထားတာ။သူ့ကိုတိုက်ခိုက်ရင်မကောင်းဆိုးဝါးပါတိုက်ခိုက်ရမှာ။လွယ်တော့မလွယ်ဘူး။ဒီကကောင်းဆောင်ဖြစ်တဲ့တကယ်တော့တတ်နိုင်မှာဒီကိစ္စကိုရှင်းနိုင်မှာညီကိုညောင်းနဲ့ကျွန်တော်ပြန်လည်စကားပြောကြတယ်ဘိုးကိုပြောခဲ့တဲ့ဖျားပြက်ကုန်းအဆောင်ရှောင်းနဲ့စိုးညီနောင်ကမောင်ကြီးမောင်ငယ်များဖြစ်နေမလားကျွန်တော်စိတ်တွင်တွေးနေမိတယ်ခင်ဗျားတို့ချင်းကိုလာကြည့်တာတို့တို့ပြန်လာအောင်မယ်ဗျာဟုတ်ကဲ့ခင်ဗျားတို့တက်ခိုက်ရင်ကျွန်တော်တို့လည်းဝင်ကူပါမယ်ညီကိုညောက်ကသူတို့ပြောလို့ပြောပြီးခဏသာနေပြီးငိမ့်ထားမိတို့ကိုမီးညှိပြီးတော့ထွက်ခွာသွားကြတယ်ကျွန်တော်လည်းတစ်တော်အတွင်းမီးအောင်ပြောက်ွယ်သွားတဲ့အထိ
စတက်တန်ငေးမောင်းရင်ကြံခဲ့တော့တယ်။နောက်နေ့မနက်ပိုင်းမနေ့စာစားပြီးချိန်ကျွန်တော်တို့ဖျားကုန်းဘက်သွားကြည့်တော့လူတန်ဒီပေါင်းမြက်ရှင်းတန်တွေကြားရလို့တကယ်တော့ဖွဲ့ရောက်နေမှသိလို့အဝေးကနေပုံကွယ်ပြီးအချင်းကြီးစောင့်ကြည့်တော့တကယ်တော့နဲ့သူ့လူတွေကပေါတူတူးရင်းနေကင်ပြီးဖျားပြက်ကုန်းမှာပိုက်စိတ်တိုက်ရှာနေရတွေ့ရတယ်။ဒီလူတွေထဲမှာတာဝကိုတွေ့ရပြီးတာဝကအလုံးမလုံးတကယ်တော့လင်းမယားနေသွားပြီးစကားပြောလို့အလုံးလုံးနေသူတွေကိုလည်းစကားသွားပြောနေပြီးဆဲပေါတူတစ်ချောင်းကိုကင်ပြီးရေပင်ဟိုနေရာဒီနေရာခောက်လိုက်ခေါင်းခါလိုက်နဲ့ဘာလို့နေမှမသိတယောက်တည်းအလုံးများနေတယ်ဘဲလို့နဲ့ရင်အောင်စောင့်ကြည့်ထားကွာကျွန်တော်စကန်သွားနာတော့မယ်ကိစ္စအရေးကြီးရင်လာကြောင်းကြလိုက်ဟုတ်ကဲ့ကိုကြီးကိုတာဝေါရောလူလင်းစကားပြောလို့ရလားဘာမှကြောင်မထူရနေတာဝေါမဆက်သွယ်ပါနဲ့သူ့အတွက်အန္တရာယ်ရှိတယ်ဒီတိုင်းနေပါစေဘဲလို့နဲ့ရင်အောင်စောင့်ကြည့်ဖို့ထားခဲ့ပြီးကျွန်တော်နဲ့သူရကြောစွာစကန်ချရအောင်ပြန်လာခဲ့တယ်ရှင်ရွေးကျန်းတောက်စကားပြောရင်းနေ့လည်ခင်းမှာတေးရမောအိတ်လိုက်ကြတယ်ညနေဆောင်မှာမဲလုံးနဲ့ရင်အောင်ပြန်ရောက်လာကြတယ်ထူးခြားမှုတစ်စုံတရာမရှိကြောင်းပြောလာတယ်ကျွန်တော်တို့ညစာစားပြီးစကားပြောနေရဲ့ချိန်ဖျားကုန်းဘက်ကနေစူညံစွာအိုးရတန်တွေကြားလိုက်ရတယ်။အိုးတန်ကြားရပါလား။ဘာဖြစ်တာပါလဲ။ဒီကောင်တွေစကမ်းမပြန်မေညဘက်လေးရှာနေကြလား။အစတော့ပြန်သွားတာတွေ့တယ်။ပြန်လာပြီးတော့တူးတာနေမယ်။အခုတန်ထူးခြားနေတယ်။သူတို့ရှာနေရတွေ့ပြီလားမသိဘူး။တန်ပြန်အိုးနေကြတာ။ကျွန်တော်တို့တယောက်တစ်ပေါက်ပြောဆိုရင်ဖျားပြက်ကုန်းထွက်လာတော့နီးအောင်တွေထိန်နေနေရတွေ့ရပြီးလူတွေလည်းလှုပ်ရှားသွားလာနေကြတယ်။ကျွန်တော်အချင်းတွေကိုကဲခက်ကြည့်တော့လူ့ကြားမှာရှိနေတဲ့တာဝရင်ဘက်ကိုမတိမသားထွက်လာတာတွေ့ရတဲ့အတွက်တခြားသူတွေကိုထားခဲ့ပြီးအမောင်တို့ကိုကာကွယ်ယူပြီးတော့ပြင်ဘက်မှာရှိတဲ့တာဝထံရှောက်လာခဲ့တယ်။တာဝအမလီတရေမိဖေတရေပါလားကျွန်ုပ်ကွာတာဝကျွန်ုပ်တို့ကိုလိုက်ရှာနေဟန်လူအုပ်စုနဲ့ခဝေးဝေးမှရက်ပြီးဟိုဒီကြည့်နေတော့ကျွန်ုပ်အတန်ပြုတ်လိုက်တော့တရေလို့ထအော်နေလို့တန်တိုးတိုးဆဲလိုက်မိတယ်။တကယ်တော့နဲ့ချားလူတွေကတစ်ဖက်မှာအာယုံရောက်နေရကြောင်းကျွန်ုပ်တို့နှစ်ယောက်ကိုတတိမပြုတ်မင်းလို့တော်တော့တယ်။ဒီကောင်တွေထာပနာတိုက်တီးနေရရှာတွေ့သွားပြီကိုကြီး။ခုညပဲတခါလေးတူးကြလိုက်မယ်။အန်ဒီရဲ့အနောက်ရှက်မရှိအောင်ရှစ်ပူစော်မှုတွေလုပ်ပြီးတူးကြလိုက်မယ်။ရဲဝင်းရွာလူတွေတွားခေါ်ရရောက်ပြီလား။မရောက်သေးဘူးကွာ။ငါတို့ပဲတားဖို့လုပ်ရလိမ့်မယ်။ရှစ်ပူစော်တာလည်းလန့်စရာ။သူတို့ခိုးထားတဲ့နွားသုံးကောင်လုံးတက်ကြမှာတဲ့။ဘလို့မကောင်းဆိုးဝါးကြီးကြွေးမလဲမသိဘူး။မင်းနေရထိုင်ရအဆင်ပြေရမို့လား။ပြေးပါလေ။ဒီကောင်တွေညာပြီးခိုင်းလို့ကောင်းတယ်။ငပေါ်တွေဘာမှမသိကြဘူး။မင်းဟန်မပြတ်သွားနေတိုက်ခိုက်မဲ့ချိန်မှာသတိထားပြီးတော့နေကျွန်ုပ်တို့ကရဲဝင်းမလာလေပြန်တိုက်တော့မှာတာဝကျွန်ုပ်နေရလေအလင်းမြန်ထွက်ခွာသွားတော့ကျွန်ုပ်လည်းနောက်ကိုပြန်ဆုတ်လာပြီးတကယ်တော့အဖွဲထာဝနာတိုက်တွေ့သွားတာဖြစ်ကြောင်းပြောပြလိုက်ပြီးချင်းနီကြည့်ပြီးဝင်ရောက်တိုက်မှာဖြစ်ကြောင်းပြောပြလိုက်တယ်တကယ်တော့လူတွေကနွားသုံးကောင်ဆွဲလာတယ်နွားသုံးကောင်နေရခွဲပြီးရက်ဆက်စွာတက်ပြက်လိုက်တာတွေ့ရတယ်အသားတွေကိုလေးပေါင်ချခုတ်ပြီးသူတို့နဲ့ခက်လန်းလန်းတနေရာမှာအားလုံးစုပုံထားတယ်သွေးတန်တရေရဲ့သားပုံနာမှာတကယ်တော့ရက်ပြီးပါဇက်ကနေရွှတ်ဆူမန်းမှုန်နေပုံရှာတယ်။လျှက်စီးတဲ့ချက်လက်သွားပြီးမိုးချင်းတန်တွေကြားလိုက်ရတယ်။သားပုံအနီးမှာမကောင်းဆိုးဝါးတွေဘဲချင်းရောက်နေရမစိုးနိုင်။သားတွေကိုကိုက်ဖြင့်စားတောက်နေရတွေ့ရတယ်။သွေးတန်တရေရဲ့နဲ့အသားစိမ်းတွေကိုကိုက်ဖြင့်စားနေရမကောင်းဆိုးဝါးတွေကတကယ်တော့မွေးထားတဲ့မကောင်းဆိုးဝါးတွေဖြစ်ပုံရှာတယ်။တကယ်တော့မြေပြင်တနေရာကိုတူးခိုင်းတော့သူ့လူတွေပေါက်တူးတူးရင်းနေတုံပြီးမြေပြင်ကိုတူးဆွနေကြတယ်။လျှက်စီးနေပြီးမိုးကဆက်မပြတ်ချိန်ပြီးတော့မိုးကြိုးပြစ်ချတန်တွေကြားရပြီးတကယ်တော့လူစုနဲ့မလမကန်တစ်ပင်တစ်ပင်ကိုမိုးကြိုးပြစ်ချတော့တကိုင်းတကိုင်းကျိုးကျလာပြီးအပင်ကိုမီးဆွဲလောင်နေတော့တယ်။အဲ့ကောင်တွေရက်လိုက်ကျေလောင်တဲ့အိုးရတန်ကြားရလို့ရေတူးနေတဲ့သူတွေရက်သွားသလိုတကယ်တော့လေသူ့အလုပ်ကိုနှောက်ယှက်သူကိုကြည့်တော့လူနှစ်ယောက်ခက်ခွာခွာအနေထားရက်နေတာတွေ့ရပြီးသူတို့နောက်မှာရှင်းနေရမဲနဲ့တဲ့အမွေးချမ်းတွေတကူလုံးဖုံးပြီးအဆွဲငေါထွက်နေမကောင်းဆိုးဝါးနှစ်ကောင်ကသူတို့နောက်မှာရှိနေတယ်။ကိုလုံးကိုယ်တွေကြီးမားပြီးအမြင့်9ပေလောက်ရှိတဲ့မကောင်းဆိုးဝါးနှစ်ကောင်ကညင်ယုံနဲ့ကြောက်လန့်စရာကောင်းတယ်။တကယ်တော့လူတွေကြောက်လန့်ပြီးဆက်မတိုးဝင်မနောက်ဆုတ်သွားတယ်။ကျွန်ုပ်ကအခုရောက်လာတဲ့နှစ်ယောက်ကမောင်ကြီးနဲ့မောင်ငယ်ဖြစ်ကြောင်းသိရတဲ့အတွက်သူတို့ပြောစကားတွေသိချကြားရစေဖို့အမောင်တွင်ရှေ့တိုးသွားတော့ကျွန်ုပ်လူတွေလည်းနောက်ကလိုက်လာကြတယ်။တကယ်တော့ကြောက်လန့်ပုံမရပဲရှေ့ကိုတိုးလာနေတယ်။ဖျားပြက်ကောင်လက်စိမ်းနေအောင်စောင့်နေဆိုတကယ်ကြီးပါလား။အေးမင်းတို့တခြားလူတွေကြောက်ချင်ကြောက်လိမ့်မယ်။ငါကတော့မကြောက်ဘူး။အောက်လန်းစရာငါတို့စိတ်ကောင်းဝင်နေချိန်ဒီနေရာအမြန်ဆုံးထွက်သွားပါ။ထွက်မသွားဘူးဆိုရင်မင်းပါဝင်အားလုံးတက်ရလိမ့်မယ်။ထွက်သွားမှာပါ။ဒါပေမဲ့ခုတော့မဟုတ်ဘူး။ငါလူချင်းတဲ့ပစ္စည်းတွေရှာရင်ငါထွက်သွားမယ်။ဒီလောက်ကောင်းပါလေကောင်တေဖို့သာပြန်ထား။မောင်ကြီးနဲ့မောင်ငယ်
တကယ်တော့တားမြစ်ရမှာတကယ်တော့သူတို့တားမြစ်တဲ့စကားကိုအရေးမဆိုင်ပဲဒီမတင်ပြောလာတယ်သူတို့ညီကိုနှစ်ယောက်လေစိတ်ဆိုးသွားပြီးတော့သူတို့လက်ကိုဝေ့ရမ်းတော့နောက်မှရှိနေတဲ့မကောင်းဆိုးဝါးနှစ်ကောင်ကတကယ်တော့တက်ပြတ်မဲ့ပုံစံနဲ့ရှေ့တိုးလာကြတယ်တကယ်တော့တင်းငိမ်စွာရက်ပြီးပါဇက်ကမန်းတဲ့တစ်ခုအတန်ထွက်ရွတ်ဖတ်တော့အချက်လေးမျက်နှာနေမကောင်းဆိုးဝါးစိတ်ကောင်းခန့်ပြေးထွက်လာပြီးတကယ်တော့ထန်လာတဲ့မကောင်းဆိုးဝါးနှစ်ကောင်တိုက်ခိုက်ကြသလိုညီကိုနှစ်ယောက်ကိုပါဝိုင်းတိုက်ခိုက်ကြတယ်တကယ်တော့ဘက်ကဝိုင်းတိုက်ပြီးတဲ့မကောင်းဆိုးဝါးတွေကအမဲသားခေါ်ကြွေးထားတဲ့ကောင်တွေဖြစ်ပြီးအရွယ်စားကလည်းမောင်ကြီးမောင်ငယ်နဲ့ပါလာတဲ့မကောင်းဆိုးဝါးနဲ့အရွယ်စားတူညီကြတယ်မကောင်းဆိုးဝါးတွေကအကောင်များတော့မကောင်းဆိုးဝါးနှစ်ကောင်ခဏအတွင်းမြေကြီးပေါ်လျောင်းဝိုင်းတိုက်ကြပြီးအဲ့ဒီနှစ်ကောင်ထွက်ပြေးတော့မောင်ကြီးမောင်ငယ်ဝိုင်းပြီးတိုက်ခိုက်ကြတော့တယ်တကယ်တော့ဒီမြင်ကွင်းကိုကြည့်ပြီးတဟားဟာနဲ့သဘောကျစွာရင်းရင်းရှိနေတယ်ဟဲ့ကောင်တွေဘာရက်လုံနေရလဲတူးကြလေတကယ်တော့ကြောက်လက်ကြောင်ကြီးနေတဲ့သူ့လူတွေကိုအော်ဟစ်အမိန်ပေးတော့သူ့လူတွေဆက်တူးကြတယ်မောင်ကြီးမောင်ငယ်ကသူတို့ခေါ်လိုက်မကောင်းဆိုးဝါးနှစ်ကောင်အရေးနဲ့ထွက်ပြေးသွားပြီးမှုသူတို့နှစ်ယောက်တည်းမကောင်းဆိုးဝါးတွေဝိုင်းတိုက်တာကိုခုခံကာကွယ်နေရတယ်ကျွန်တော်လူတွေကိုချက်ပြပြီးကျွန်တော်တို့မြေတူးဆွနေတဲ့သူတွေဝိုင်းလိုက်ကြတယ်ဟဲ့ကောင်တွေတရားမလုံနဲ့လူထောက်ပြီးလက်တွေခေါင်းပေါ်တင်ထားဟာဘယ်ကလူရောက်လာတော့ငါတို့တနက်တွေရောဘယ်ရောက်သွားလဲငါတနက်လည်းမရှိတော့ဓာတ်တွေဘယ်ရောက်သွားလဲကျွန်တော်တို့ရုတ်တရက်ပေါ်လာတဲ့အတွက်မြေတူးနေတဲ့သူတွေလှုပ်လှုပ်ရွရွဖြစ်ကုန်တယ်သူတို့စုပုံထားတဲ့တနက်တွေနေရာမှာမရှိတဲ့အတွက်လေစူညံစွာပြောဆိုနေကြတယ်တာဝါကိုမတွေ့ရတာဝါလည်းပြောင်းနေတယ်တကယ်တော့အစပထမအံ့ဩနေရနေတောက်တစ်ချက်ခောက်ပြီးမျက်နှာထားတင်းမာသွားတယ်မင်းတို့အေးဆေးဖမ်းခံပြီးဥပဒေရဲ့ဆုံးမခံယူကြပါခုခံမှုစူးစမ်းပြမှုပို့ကြီးမယ်နော်တာဝါဒီကောင်သစ္စာဖောက်ပဲတနက်ဒီကောင်ဖွက်ထားတာဖြစ်ရမယ်သစ္စာဖောက်ကောင်မင်းတော်လားကွာထင်နေငါအစရဒီကောင်တစ်ခုခုပဲဆိုတာရှုပ်ကတခုတည်းမြရုံမဟုတ်ဘူးကလင်ကကြည့်ရုပ်မင်းကိုအမောက်ချေပြစ်ချင်တယ်တကယ်တော့တပည့်ဓမြတွေကအမောင်တွင်းကရှောက်လာပြီးပြောတဲ့တာဝစကားကြောင့်ရမ်းမုံမိကြားဒေါသဖြစ်နေကြတယ်သူတို့ကတာဝသစ္စာဖောက်မှန်းသိလို့ပို့ပြီးတော့ဒေါသဖြစ်နေကြတယ်မဲလုံးနဲ့တာဝဒီလူတွေကိုလက်ပြန်ကျိုးတုပ်ပြီးတကယ်တော့မိမောင်လေးကျိုးတုပ်လိုက်ကြတယ်မင်းတို့အတွက်တော့ငါသစ္စာဖောက်ပြည်သူတွေဘက်ကကြည့်ရင်တော့နိုင်ငံသားကောင်းတယောက်ပေါ့ကွာငါ့ကိုခွင့်လွှတ်ကြပါခမရထောက်လိုက်ရလားရေးလားငါပါလဲနောက်ကြရင်မင်းတို့သိပါလိမ့်မယ်ဥပေါင်းကူညီပြီးအေးဆေးနေပေးကြပါဟင်ရှမ်းတော်တတိထားတာဝါဓမြတွေကိုထောင်လိုက်ရေးတက်ဖွဲ့ဝင်လို့ခက်တီတီရှောက်ပြောနေတယ်သူကကြော်စွာနေရန်တော်တနက်နဲ့ချိန်ပြီးတကယ်တော့နီးကပ်သွားပြီးရန်တော်ကຫນွေကျိုးနဲ့တုံနှောင်ဖို့လုပ်တော့တကယ်တော့ငိမ့်နေရကနေရုတ်တရက်ရန်တော်ရင်ဘက်ကိုလက်သီးနဲ့ထိုးလိုက်တော့ရန်တော်ခွေကျသွားတယ်ကျွန်ုပ်လည်းစိုးရင်တကြီးအော်ရင်ထွက်ပြေးဖို့လုပ်နေတဲ့တကယ်တော့ရှေ့ပြေးသွားပြီးလမ်းပိတ်ထားလိုက်တယ်မင်းဘယ်ပြေးမလဲဒီတစ်ခေါက်ပြေးရင်ကျွန်ုပ်ပြေးရလိမ့်မယ်ပြစ်လေကွာပြစ်လိုက်စမ်းပါမင်းရဟိုကောင်ပြောသလိုဓမြဘူးတော့မဟုတ်နိုင်မင်းဘသူလဲဟုတ်တယ်မင်းရဲ့နောက်ဆုံးချိန်မှာကျွန်ုပ်နာမည်တော့တိသွားတဲ့နေတယ်လို့ပြောပြတာဟုတ်တယ်မုတ်ဆိုးဖို့တီဆိုတာမင်းကိုငါမင်းတို့နဲ့ဘာပြဿနာရှိလို့ခုလိုလောက်တာလဲကျွန်ုပ်နဲ့မင်းနဲ့တွေ့ဆုံရတာအင်မတန်ထူးဆန်းတဲ့တကယ်တော့ငါပြောက်တဲ့ကိစ္စသာရှိမလားမင်းနဲ့ကျွန်ုပ်စုံစရာအကြောင်းမရှိဘူးအေးမင်းနဲ့ငါလည်းစုံရတာလေမင်းကန်ဆိုးဖို့ဖြစ်လာတာပဲဖို့တီငါအကြံစီတွေမင်းကြောင့်ပြတ်ရတယ်ဒီတော့မင်းကငါတတ်ရလိမ့်မယ်ဟင်ဘလို့ဖြစ်တာပါလဲဒီကောင်တက်နဲ့ပြီးနေပါလားမင်းလုံးတက်နဲ့မသုံးနေတော့တိုက်ခတ်ပြီးဖမ်းချုပ်ဖို့လုပ်ရမယ်တကယ်တော့တက်နဲ့နဲ့ချိန်ထားရဲ့ကြားနေရှစ်တိုးလာတော့ကျွန်ုပ်မတက်တာပဲတက်နဲ့နဲ့နီးကပ်ပြစ်လိုက်တော့လွင့်ထွက်သွားပြီးရေကြီးပေါ်လဲကျသွားပြီမေကုံယုံပြန်ထလာလို့မင်းလုံးကတူမီနဲ့ထပ်ပြစ်တော့ရိုင်ုံမဲရိုင်သွားတယ်တက်နဲ့ကြီးထိတဲ့နေရာမှာဝေစားရီသာစုပ်ပြက်သွားပြီးသွေးထွက်လာခြင်းမရှိဘူးတကယ်တော့သူ့အပေါ်အင်ဂျီကိုချွတ်လိုက်တော့မကောင်းဆိုးဝါးအင်းကွက်တွေကမီးရောင်နဲ့တက်ဝင်ရွှေရှားနေရလာရှိနေတယ်ကျွန်ုပ်နဲ့မဲလုံးတနက်ဘေးပြေးချပြီးလက်နက်မဲ့ဝင်ရောက်တိုက်ခိုက်ကြတယ်။ဒါချင်းထိခိုက်တန်မန်သွင်းအော်ဟစ်တန်တွေစူညံစွာထွက်ပေါ်လာတယ်။ကျွန်ုပ်တို့နှစ်ယောက်တကယ်တော့တန်ကြီးနဲ့ညီဝင်ရောက်တိုက်ခိုက်လိုက်ကြတယ်။တကယ်တော့ကိုယ်ကံပညာအဆင့်မရှိပေမဲ့ဒုတ်ပြီးဓာပြီးစွမ်းရှိသူဖြစ်ပေမဲ့ကိုယ်ကံပညာရဲ့မှာအဆင့်နှိမ့်တာကြောင့်အဆူထိုးရှေ့တိုးလာတာမို့ကျွန်ုပ်တို့နှစ်ယောက်စိတ်ကြိုက်တိုက်ခိုက်ကြပေမဲ့တကယ်တော့နာကျင်မှုမရပဲရှေ့ကိုစွတ်တိုးပြီးတော့တိုက်ခိုက်နေတယ်။ဒီအချိန်ဟင်သစ္စာဘောကောင်တေးပြီးတော့ကျွန်ုပ်တို့နှစ်ယောက်ကိုတကယ်တော့တိုက်ခိုက်နေချိန်တာဝနောက်ကနေတိုးတဲ့ချောင်းနဲ့တကယ်တော့ဝင်ရိုက်တယ်။နောက်စီကိုတုံးနဲ့ပိုင်နိုင်စွာရိုက်လိုက်တော့နောက်စီနဲ့တစ်သားတို့ထိခဲ့တဲ့ကျင်းလောင်စွာထွက်ပေါ်လာပြီးလှုပ်ကျိုးသွားပြီမဲ့တကယ်တော့ဘာမှမဖြစ်ပဲဒေါသတကြီးကျင်းဝါရင်သူ့ဘက်လှည့်လာလို့တာဝတယောက်နှစ်ခနဲ့ပြေးတော့တယ်။သူကကြော်စွာတရှိတဲ့ချောင်းနဲ့
မောင်ကြီးနဲ့မောင်ငယ်ကိုတိုက်ခိုက်နေတဲ့မကောင်းဆိုးဝါးတွေကိုဝင်ရောက်တိုက်ခိုက်နေတယ်။ရန်တော်ကဖမ်းထားတဲ့တက္ကသိုလ်တပည့်တွေကိုသူရကျော်စွာတနက်နဲ့မလွတ်တမ်းစောင့်ကြည့်ချိန်ရွယ်ထားတယ်။တာဝမဗရာမြေနူဟူရီပြေးနေတယ်။ဖမ်းဆီးခံရသူတွေကိုတနက်နဲ့သွားချိန်ပြီးချိန်ချောက်လိုက်မကောင်းဆိုးဝါးကိုတနက်နဲ့ပြစ်လိုက်ကျွန်ုပ်တို့ပဲပြေးနာပြီးတက္ကသိုလ်အလိဝင်တိုက်ပြီးတက္ကသိုလ်လိုက်မတိုက်ခင်ထွက်ပြေးသွားလိုက်နဲ့လှုပ်ရှုပ်နေတော့တယ်။ကျွန်ုပ်နဲ့မဲလုံးလေးတက္ကသိုလ်ပြင်းထန်စွာတိုက်ခိုက်ရင်ထိရောက်မှုမရှိတဲ့အတွက်အခက်တွေ့နေတယ်။ရုတ်တရက်ကျွန်ုပ်တို့တိုက်ခိုက်နေတဲ့နေရာကိုတာဝပြေးနာပြီးကိုကြီးမဲလုံးသူ့လက်ကိုချုပ်တာမလွတ်အောင်ချုပ်တာကျွန်တော်နိုင်ခွက်တွေ့ပြီ။တာဝအိုဟိပြောတဲ့စကားကြောင့်ကျွန်ုပ်တက္ကသိုလ်ထိုးလိုက်လက်သေးကိုရှောင်ပြီးလက်ကဝေကိုဆွဲလိန်လိုက်တယ်လို့မဲလုံးကနောက်လက်တစ်ဖက်ကိုအတင်းဝင်ဖမ်းတော့တယ်။အမလေးပြသေးပါပြီ။ကျွန်ုပ်တို့တောက်လျှောက်ထိုးကျိတ်တိုက်ခိုက်ခြင်းကနာကျင်တဲ့တစ်ချက်မထွက်တဲ့တက္ကသိုလ်တယောက်ငဲတန်းပေါအောင်အုပ်လိုက်တော့တယ်။တာဝလက်ချက်ကြောင့်ငဲတန်းပေါအောင်အုပ်လိုက်ခြင်းဖြစ်တော့တယ်။ငါအကြောင်းသိပြီလားတက္ကသိုလ်မင်းအရှုံးပေးပြီလားပြောစမ်းအရှုံးမပေးအမလီနားတယ်တောင်ကမလုပ်ပါနဲ့ကွာငါတောင်းပန်ပါတယ်မင်းအရှုံးပေးပြီလားငါ့ကိုကြောက်ပြီလားပြောစမ်းကြောက်ပါပြီတောင်ဝရဲ့လွတ်ပေးပါတော့ငါတောင်းပန်ပါတယ်ဟုတ်တယ်ဒီအတိုင်းကြည့်နေတော့မလားတောင်ဝကိုပြောပေးပါဦးလူစိုးလူမိုက်ဓမြကောင်းဆောင်အောင်လန်းဆရာတယောက်တောင်ဝလက်ချက်ကြောင့်ငဲတန်းပေါတနာစပွဲအော်နေပြီးမျက်ရည်ဝိုင်းသားဖြစ်နေတယ်ကြောင်ချင်းရတောင်ဝတယောက်အောင်လန်းဆရာရဲ့ပေါင်ချောင်းလက်တစ်ဖက်နဲ့တင်းကျပ်စွာစုပ်ကိုင်ဖိညစ်ထားတာကြောင့်ပဲမဲလုံးရွေကျိုးတပင်ရှာပြီးဒီကောင်းကိုကျိုးတော့တေချာခိုင်ခိုင်လေးချီနော်ကျိုးပြတ်သွားလို့မရဘူးမဲလုံးကအနီးကနေရွေကျိုးမြန်ရှာပြီးတကယ်တော့လက်နှစ်ဖက်ကိုလက်ပြန်ကျိုးတုပ်ပြီးတော့စိတ်ချရစေဖို့ခန္ဓာကိုယ်လက်နဲ့ပူးကပ်ပြီးချီနှောင်လိုက်ပြန်တယ်ကျောင်းနှစ်ဖက်ပါပူးချီနေမဲလုံးလောက်ဆိုရင်ရလောက်ပါပြီကိုတာဝရလို့သွားရင်မလွယ်ဘူးကွချီမသာချီစမ်းပါသူပြောလို့ချီပေးလိုက်ပါကွာဒီမှာငါသေတော့မယ်အောင်လန်းဆရာနာကျင်လွန်းလို့စကားတန်ရဲရဲပဲထွက်နိုင်တော့တယ်ဟဲ့လူကြီးခမည်းခေါ်ထားတဲ့မကောင်းဆိုးဝါးတွေကိုခုပြန်လွတ်လိုက်တော့တာဝလက်ကိုမလွတ်ပဲထပ်မံအမိန်ပေးတော့အောင်လန်းဆရာသူ့ရဲ့မကောင်းဆိုးဝါးတွေရှိအောင်ကိုနေရာကိုပြန်ဖို့အမိန်ပေးတော့မကောင်းဆိုးဝါးတွေကဒီတော့မှတိုက်ခိုက်နေရနေရက်ပြီးအမောင်တွင်ပြေးဝင်ပြောက်ွယ်သွားကြတော့တယ်တာဝအခုမှသူ့လက်ကိုလွတ်ပြီးတော့တကယ်တော့တယောက်ခါကုန်ပြီးမြေပြင်ပေါ်ခွေကျသွားတယ်ကျန်တာခမည်းတို့ပဲဆက်ပြီးစီစဉ်လိုက်ကြပါကျုပ်တို့သွားတော့မယ်ခမည်းတို့အားလုံးကျေးဇူးတင်ပါတယ်ကျုပ်တို့သွားလိုက်ပါအောင်မယ်မောင်ကြီးနဲ့မောင်ငယ်ကျိုးချီခံရတဲ့တကယ်တော့ကြည့်ပြီးကျွန်ုပ်တို့ကျေးဇူးတင်စကားပြောပြီးအဲ့ဒီနေရာထွက်ခွာသွားကြတော့တယ်တော်သေးတာပေါ့မကောင်းဆိုးဝါးတွေကိုတိုက်ခတ်ရတာဒါနဲ့ခုတ်မရထိမရသေတော့မလို့ပဲဒီအောင်လန်းဆရာကိုခမည်းကိုဖမ်းလိုက်တာကုဖို့တင်မဟုတ်ဘူးကိုကြော်စွာတာဝဖမ်းလိုက်တာဒီပွဲကတာဝပွဲလို့ပြောရမယ်ဓမြပွဲမခုခံနိုင်အောင်တနက်တွေသူ့ဖွက်ထားပြီးတယ်နောက်ပြီးအောင်လန်းဆရာတကယ်တော့သူ့ပဲဖမ်းလိုက်တာဟင်ဒီလောက်စွမ်းတဲ့အောင်လန်းဆရာတာဝဘလို့များဖမ်းလိုက်တာသူကကြော်စွာအံ့ဩစွာမေးလာတဲ့စကားကြောင့်ကျွန်ုပ်နဲ့မဲလုံးရှိနိုင်ကြတယ်တာဝမျက်နှာထားတီတီနဲ့တကယ်တော့တပည့်တွေရှိရထွက်သွားတော့တယ်မဲလုံးကကြောင်းစုံပြောပြတော့သူကကြော်စွာတယောက်ရေပြင်ပေါ်ကျိုးတုပ်ပြီးမချိမဆန့်ဝေဒနာခံစားနေရတဲ့တကယ်တော့ကိုကြည့်ပြီးရည်ချင်းစိတ်မထိန်နိုင်ဟန်ဒါဟာအော်ရီနေတော့တယ်ပွဲနှွဲလာတဲ့အောက်လန်းဆရာတာဝအောက်လန်းသုံးလိုက်တော့မှတခါရဲ့မျက်ဖြူနဲ့တောင်းပန်ရတယ်လို့တော်စွမ်းနေတာဝကြီးသူကကြော်စွာရည်တယ်လို့ကျွန်ုပ်တို့လည်းရီမောလိုက်ကြတယ်တာဝကျိုးတုပ်ထားတဲ့အောက်လန်းဆရာမိမကိုအောက်လန်းဆရာတကယ်တော့နီးဆွဲခေါ်လာတယ်ခမည်းတို့နှစ်ယောက်ချစ်ချင်းကိုကျွန်တော်မခွဲပါဘူးလူထားပေးကိုခေါ်လာတယ်လူနေကြတာဝအယုတ်ဓမ္မကောင်ကလိန်ကကြစ်ငါ့ဖွဲ့တွေဝင်လာပြီးငါ့ကိုတစ္ဆာဖောက်တယ်ငါလွတ်ရင်မင်းကိုတတ်မယ်စိတ်တာမကူနဲ့တကယ်တော့ခမည်းမိမကိုဝင်ရှိနေပြီသူ့ကိုကျွန်တော်တနာလို့လှုပ်ပေးဖို့စိတ်ကူးထားတာစေတနာပြတ်တဲ့စကားလာမပြောနဲ့နော်အညှိုးထားမယ်ဆိုရင်ခမည်းထောင်ထဲရောက်နေချိန်ခမည်းမိမမွေးလာမဲ့ခလေးကိုပတ်ဝန်းကျင်မှာရက်တီလို့မရအောင်ခမည်းကြောင်တွေဟုတ်တယ်ရောမဟုတ်တယ်ရောအကုန်ရှောက်ပြောမှာဟာငါစကားပြောမှားသွားတယ်တောင်းမမရဲ့တာဝရဲ့ငါသူနဲ့မှခလေးရတာငါကလေးကိုပတ်ဝန်းကျင်မှာငါကြောင်မသိငယ်စေခြင်းမင်းပါစက်ကိုကြောက်လို့ပါကွာငါတောင်းပန်ပါတယ်မင်းပါစက်ကိုလည်းကြောက်ပါတယ်အကိုကြီးဒီလိုအတော်ဆိုးတယ်ကျမကိုလည်းမြောက်ပင်ပြောပြီးလင်ဖိုးကြီးယူထားတာပတ်ဝန်းကျင်မှာအဆက်ရစရာမလို့အစိတ်ခတ်တတ်ဖို့တော့ပြောတယ်ဟင်ကလေးကိုဒီကောင်ကကိုကြီးကိုတတ်ဖို့ပြောနေရလားအစရပြောပါရောလားအဲ့ဒီချိန်ကတက်ပြရမှာစတယ်လို့နောက်တယ်လို့နဲ့ပြောတာကျမအရန်လှလို့ကိုကြီးလို့ဖိုးကြီးကိုယူတာအံ့ဩတယ်တဲ့တာဝကွာတာဝနောက်ရှိသေးတယ်တပွဲလုံးကလူတွေနောက်ကျောင်းကိုလေသူအားလုံးသိထားပြီနော်သူ့ကိုဒုက္ခပေးဖို့ကြံမိသားစုဝင်တွေအဆက်ရအောင်လုပ်မှာတဲ့ကျမသူ့ကိုကြောက်တယ်မကြောက်နဲ့ခလေးဒီတာဝဆိုတဲ့ကောင်နောက်တွေ့ရအချက်မှာလွတ်အောင်သာရှောင်သူ့ဆရာဦးတော်
ဓမြဘူတာတီးတက်ရပါပစ္စည်းကောင်းပုံဖြန့်လို့ရွှေတွေခိုးပြေးလာတယ်ရှောက်ပြောတာယုံမိရတယ်လို့ကွာကျွန်ုပ်တို့တက္ကသိုလ်တို့လင်မယားပြောဆိုတာနားထောင်ပြီးတော့မသက်ရှိမိတယ်။ဒါမှတက္ကသိုလ်မိမကိုကြိုးဖြီပေးနိုင်တယ်။နင်းရွာနင်းပြန်လို့ရပြီ။ခုဖြစ်ခဲ့တာတွေမှာနင်းပြင်မပါဘူးဆိုတာငါတခြားလူတွေပြောပေးမယ်။ကျေးဇူးတင်ပါတယ်ကိုတာဝမင်းကငါတက်ပြစ်ချင်အောင်ဝေါင်းပေးမယ်။ကျေးဇူးတော်တင်နေကွာ။တာဝလှုပ်ချင်ရလှုပ်နေပေမဲ့သူ့ရဲ့လှုပ်ရက်တွေမှန်နေတဲ့အတွက်ကျွန်ုပ်တို့သူ့ကိုမတားဘဲဘေးကနေသာကြည့်နေကြတယ်။တာဝမင်းလုံးကိုခေါ်ပြီးဓမြစခန်းသွားပြီးအရက်တပုံးထမ်းလာတယ်။အောင်ပွဲခံထိမ်မှန်နဲ့တောက်စားရအောင်ကိုကြီးဟာကျွန်ုပ်တို့မိတဖူမွေးပြီးသားတွေပြန်กินပြီးတော့ရက်တောက်ရင်တာဝတယောက်တက္ကသိုလ်ကိုဖမ်းနေကြောင်းဟာသားလို့ပြောရင်မိုးလင်းခဲ့တယ်။တာဝတယောက်ဖမ်းခံထားရတဲ့တက္ကသိုလ်တပည့်တွေကိုရက်တိုက်နေတယ်။မိုးပြီးထွက်ပြေးဖို့မစင်းစားနိုင်စေဖို့တိုက်ချင်းဖြစ်ကြောင်းပြောလာတယ်။ကျွန်ုပ်တို့ရွှေတို့ကလည်းတက္ကသိုလ်မိမဖွက်ထားတဲ့နေရာကနေသူ့ယူထားပြီးဖြစ်တယ်။မနက်လင်းတော့ရဲဝင်းကစောတန့်ဦးဆောင်တဲ့ရွာသားတွေခေါ်ပြီးတော့ရောက်လာခဲ့တယ်။ကျွန်ုပ်တို့ကအချိန်နေเจ้าရာတွေကိုပြေဆုံးရှင်းပြတော့စောတန့်နဲ့ရွာသားတွေအံ့ဩကုန်တယ်။တက္ကသိုလ်ဦးဆောင်တဲ့ဓမြတွေကိုခေါ်ပြီးကျွန်ုပ်တို့ရွာကိုပြန်လာခဲ့ကြတယ်။တက္ကသိုလ်မိမကိုတာဝပြောသလိုလှုပ်ပေးလိုက်ကြတယ်။တက္ကသိုလ်နဲ့ဓမြတွေကမော်တော်ဘုတ်နဲ့မြို့ကပ်ပို့ဖို့စီစဉ်ကြတယ်။ကျွန်ုပ်တို့ကရွှေတွေထဲကနေရဲဝင်းအတွက်ဝေးစုတပုံပေးပြီးအုံနေတော်ရွာမှာတညအိပ်ပြီးတော့စောတန့်တို့နှုတ်ဆက်ပြီးလမ်းကြုံမော်တော်ဘုတ်နဲ့ပြန်ဖို့လုပ်ကြတော့စောတန့်နဲ့ရဲဝင်းကစိတ်ကန်းအထိနိုင်ပို့ပြီးဒေသထွက်ကိုငပိငချောက်တွေလက်ဆောင်ပေးလာကြတယ်။မော်တော်ဘုတ်လေးရဲ့ဆက်တန်တပုတ်ပုတ်နဲ့အုံနေတော်ရွာစိတ်ကန်းကနေထွက်လာတော့နောက်ကိုပြန်လှည့်ကြည့်တဲ့ချိန်ကန်းဆက်မှာကျွန်ုပ်တို့မော်တော်ထွက်ခွာသွားတာကိုငေးမောရင်းရှိနေတဲ့ရဲဝင်းကိုတွေးနေရတော့တယ်။ကျွန်ုပ်တို့ကနွားပြောက်တဲ့ကိစ္စစုံစမ်းရှာဖွေရနေတပူဥပမာရှုပ်ထွေးတဲ့ကိစ္စရပ်တွေကြုံတွေ့ရှင်းလင်းပြီးခုမှရွာပြန်ရခြင်းဖြစ်တယ်။အားလုံးစိတ်တွင်ဝင်တော့ဝင်ပိုးတွေရှင်းသွားပြီမို့လွတ်လပ်ပေါ်ပါတဲ့စိတ်နဲ့ပျော်ရွှင်စွာစနောက်ရီမောရင်းရှိနေကြတော့တယ်။ပရိသတ်များရှင်ဇလန်းလေးကဒီမှာပဲပြီးဆုံးသွားပါပြီ။နားဆင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။